အားလုံးပဲမင်္ဂလာပါရှင်။ရွှေစု Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ဒီနေ့မှာပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကစာရေးသူရှင်မြတ်နိုးရေးသားထားတဲ့မိုးကောင်းခင်ကြီးသိပါတယ်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းလေးစသိမ်းပါကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုတော့ကျမစုလိုင်ကတင်ဆက်ပေးသွားပါမယ်ရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးကြပါအောင်နော်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါ။မိုးတောင်ရဲ့တယောက်ကတော့နိုင်ရီကိုအခါခါငုတ်ကြည့်နေမိတယ်။ညအမောင်တူကိုစောင့်နေမိတယ်။ရင်တို့လေးတို့ခြံရှိမှနေပြီးခြံကြီးတွေကအရေးကြီးကိုစောင့်ကြည့်နေမိတယ်။မိုးကောင်းခင်ကြီးကိုမောကြည့်တော့ပကတိကြည်စံလို့မိုးတောင်ရဲ့တယောက်မိုးကောင်းခင်ကြီးကိုမောကြည့်ကရှင်တွေကခန်းစားချက်တွေကိုဖွင့်ချလိုက်မိတယ်။မိုးကောင်းခင်ကြီးရဲ့ရှင်တို့လေးကိုတိတ်ချစ်လွန်လို့သာအခုလိုအရေးဆုံးလာခဲ့တာပါ။ကျွန်တော်ကြောင့်ရှင်တို့လေးအခုလိုရိုင်းနေပြီးအပြစ်ပေးခံရတာစိတ်မကောင်းပါဘူးမိုးကောင်းခင်ကြီးရဲ့အခုကျွန်တော်သူ့စီသွားပြီးနှစ်သိမ့်ချင်လို့ပါမိုးကောင်းခင်ကြီးကကုညီပါနော်ရှင်တို့လေးကိုတွေးပြရစီမိုးကောင်းခင်ကြီးရဲ့တီတိုးကလေးရင်ရွတ်ကတိုင်တဲနေမိတယ်ပြလဲလဲမိုးကောင်းခင်ကြီးကကျိန်ရောင်ဆုံစွာနဲ့ပနာတင့်ကသူ့ကိုကျင်နာစွာအုံမိုးကြည့်နေတယောင်ယောင်မှာတဖြည်းဖြည်းညအနက်တစ်ထက်နဲ့လာတယ်ပဝင်းကျင်တစ်ခုလုံးအကြတန်အောင်မကြားရလောက်တိတ်ဆိတ်လာတယ်တိုက်ကြီးစီကမီးအောင်တချို့မှိတ်သွားတာတော်တော်လေးကြာနေပါပြီဒါအချိန်ကောင်းတစ်ခုပါပဲမိုးတောင်ရဲ့နေရာထားရင်လိုက်တယ်အိန္ဒိယရှင်တို့ချမ်းကြီးစီကိုစူးစူးဆိုင်ဆိုင်ကြည့်ကအထဲကိုဝင်နိုင်မှုကျူးစားလိုက်တယ်။မိုးကောင်းခင်ကြီးရဲ့ရှင်တို့လေးကိုကျွန်တော်တကယ်ချစ်တာပါ။အဲ့ဒါကိုအားလုံးယုံကြည်အောင်သက်တည်လုပ်ပေးစမ်းပါဗျာ။ဒါမှရှင်တို့လေးနဲ့ကျွန်တော်အချစ်တွေပေါင်းစုံရမှာပါ။မိုးကောင်းခင်ကြီးရဲ့ကုညီပါမိုးကောင်းခင်ကြီးဟာသူမိုးကောင်းခင်ကြီးကိုအပိသက်တိုင်တဲ့စကားပြောလိုက်ပြီးတဲ့နောက်လင်းမြန်သွက်လက်စွာနေရအုတ်တိုင်းကြီးကိုတွေ့တက်လိုက်တယ်။ပြီးမှချမ်းကြီးတွေကိုခုံဝင်လိုက်တယ်။ပဝင်းကျင်တစ်ခုလုံးကတိတ်ဆိတ်ကအေးချမ်းနေပါတယ်။လူတွေကအိမ်မောကြနေလောက်ချိန်မလို့တိုက်ကြီးစီကပါတိတ်ဆိတ်နေတယ်။ခြံဆောင်ကြီးရဲ့အခြေအနေကိုသူလေ့လာအကဲခတ်လိုက်တယ်။အခုချိန်ထိတော့အခြေအနေကောင်းနေစေ။တစ်ပင်ခွဲလေးမှတဆင့်တိုက်ကြီးစီကိုတိုးကက်နိုင်အောင်ကြိုးစားပြီးတော့သွားနေမိတယ်။တစ်ချက်သူ့ခနာကိုလေးအလေးအောင်ပတ်ကိုရှောက်သွားချိန်မှာဘယ်ကနေထွက်လာမှမသိတဲ့အေယာမအဲဆေးရှင်းချင်းနှစ်ကောင်ကသူ့ကိုမြင်ပြီးပြေးလာပါပြီ။သူဘလို့မှရှောင်ပုံလို့မရတော့ဟာဒုက္ခပါပဲ။စူးရဲတဲ့မျက်လုံးကြီးတွေနဲ့အဆွဲဖွေးဖွေးဖြဲပြကဟောင်းရင်းနဲ့ပြေးလာတဲ့အတွက်သူတွေဝေမနေနိုင်တော့ပဲစကားပြင်ကြီးပေါ်ကိုပြေးတက်လိုက်မိတယ်။ဟိတ်ရှူရှူသွားချက်စမ်းသွားမိုးတောင်ရဲ့မောင်းထုတ်နေမိတယ်။ဘယ်ဟာခွေးကြီးတွေလဲအရင်ကမရှိပါဘူး။ခုမှခြံဆောက်အဲဆေးရှင်ခွေးကြီးနှစ်ကောင်ကသူ့ရှိကိုရောက်လာတယ်။အိန္ဒိယရှင်နဲ့မိုးတောင်ရဲ့အကြောင်းကိုသိသွားပြီ။ဒီကောင်ကြီးတွေခြံဆောက်ချထားလိုက်တာပဲဖြစ်ရမယ်။ခွေးကြီးတွေကသူ့ကိုကြည့်ပြီးတဲတဲမဲမဲထိုးအောင်နေကြတယ်။မိုးတောင်ရဲ့တစ်ပင်မောကမစင်းရဲ့ဒီကောင်ကြီးတွေဝိုင်းကိုက်လို့ကတော့မချောင်ဘူးခန္ဓာကိုယ်တစ်ခုလုံးဇောကျွေးတွေပြန်လာရတယ်စကားပဲမေကြီးပေါ်မှာငုတ်တုတ်လေးထမ်းပြီးအောက်ကခွေးကြီးတွေရှာလွတ်အောင်လို့ဘလို့လုံးဝမလဲလို့စဉ်းစားနေမိတယ်ဒုက္ခပဲဒီတိုင်းဆက်ဟောင်းနေလို့ကတော့မလွယ်ဘူးအပြင်ကိုပြန်ထွက်ဖို့လည်းမဖြစ်ပြန်အောက်ကိုချီချတာနဲ့တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကြီးထဲမှာဆူဆူဝါဝါချင်းချင်းလောင်လောင်ကြီးပေါ်ထွက်လို့နေတယ်မိုးတောင်ရန်ရင်နဲ့စိုးရိမ်စိတ်တွေပိုပြီးကြီးထွားလာတယ်ခွေးအောင်တန်းကြီးဒီလောက်ကျင်းနေအိမ်သားတွေအားလုံးနိုးတော့မယ်ပြဿနာတွေကခံမန်းလို့မရအောင်တက်တော့မှာပဲမိုးတောင်ရန်ရှင်တို့လေးတွေစိုးထိတ်သွားမိတယ်အခုတော့သူ့ကြောင့်ရင်ထိုးလေးအရိုက်ခံရလေပြဿနာပဲသူ့ကြောင့်ရင်ထိုးလေးပို့ပြီးတော့စိတ်တော့ကရောက်ရတော့မယ်မဖြစ်ဘူးချန်ပီယံကိုအမြဲပြန်ထွက်မှာပဲသူ့ကိုတွေ့တာနဲ့ရင်ထိုးလေးအပြစ်ဒဏ်တွေထပ်ပြီးတော့အပေးခံရတော့မှာချစ်သူကိုမနာကျင်စေချင်တော့ပါဘူးသူ့ရဲ့တဆူထိုးဆံမှုတွေကိုထိန်းချုပ်မှဖြစ်တော့မယ်ဟုတ်တယ်အပြင်ကိုပြန်ထွက်မယ်ဒီကောင်ကြီးတွေကိုသူဂရုစိုက်နေလို့မဖြစ်ဘူးသူခြံပေါင်းဘက်ကိုပြန်လှည့်ကြည့်လိုက်တယ်။အုတ်တိုင်းဟာတိတ်အဝေးကြီးတော့မဟုတ်ဘူး။ဒါပေမဲ့ဒါကိုခွကြော်တက်ရအောင်ပဲ။ဒီတစ်ပင်မောင်ကနေခုံချရအောင်ပဲအရှိကတွေ့တော့မလွယ်လှပါဘူး။အဆွဲအပွေးသားနဲ့ခွေးကြီးနှစ်ကောင်ကသူ့ကိုတစ်ဆက်ကလေးမှအလင့်မပေးပဲစောင့်ကြည့်ပြီးတော့ထိုးဟောင်နေတာလေ။မိုးတောင်ရန်တစ်ကိုင်းခတ်တုတ်တုတ်တစ်ချောင်းချိုးယူလိုက်ပြီးတော့ခပ်ပြေးပြေးချင်းဆင်းဖို့တစ်ကိုင်းစီကိုချီချဟဲ့ကောင်ရန်ဒီဘာဖြစ်လို့ဒီလောက်တောင်ဟောင်းနေတာဟာလက်နေတမီကခွေးရောက်နေတဲ့နေရာကိုထိုးခြံဆောက်ဦးကြီးမောင်မျက်လုံးပြူးသွားရတယ်ခန္ဓာကိုယ်မောင်ဖြာကနေကျလာတဲ့လက်နေတမီအောင်နဲ့အတူခြံဆောက်လူကြီးတဦးကိုမိုးတောင်ရန်မျက်နှာချင်းဆိုင်ကြည့်မိသွားတယ်မေတခိုးမဟုတ်ဘူးမိုးတောင်ရန်ကိုကြည့်ပြီးတော့ကြောင်အားဖြစ်သွားတဲ့ခြံဆောက်ကြီးရဲ့နှုတ်ထွက်ဆွဆွဲစကားကြောင့်သူ့မျက်လုံးပြူးသွားပြီတခိုးတဲ့သူ့ကိုဆွဆွဲနေပါပြီတခိုးဟာတခိုးပြို့ဟာဟဲ့လူမအော်နဲ့လေဟာဗျာကြားပေါ့လာကြစမ်းဒီမှာခြံထဲတခိုးဝင်နေလို့
ဦးအေးမောင်ရဲ့တန်းကြောင့်လူရာကြီးနှစ်ယောက်အနောက်ဘက်စီကပြေးလာကြတယ်။မိုးတောင်ရင်ပို့ပြီးတော့မှမျက်လုံးပြူးသွားပြီ။ဘာကြောင့်လဲဆိုတော့အိန္ဒြေရှင်တို့ရဲ့တိုက်ကြီးတွေမှာမီးရောင်နေတပွင့်မီးတပွင့်လေးလက်လာတာကြောင့်ဖြစ်ပါတော့တယ်။ခြံထဲမှာဆူညံနဲ့ဘာဖြစ်နေရလဲဟိတ်။ဩဇာတန်ပြင်းနဲ့အောင်မြင်စွာပေါ်ထွက်လာတဲ့အတန်ပြက်တစ်ခုကြောင့်အဲ့ဒီနေရာစီကိုအားလုံးလှမ်းကြည့်ပြီးတော့အသက်40ကျော်လူကြီးတယောက်သူတို့အနာရှောင်လာရင်မေးလာတဲ့အတန်ဖြစ်နေတယ်။ဒါအိန္ဒြေရှင်ထဲတွေများလားအသက်ရွယ်အားဖြင့်မိုးတောင်ရရဲ့ဖခင်ဦးမိုးမြင့်နဲ့မတိမ်မရေးလောက်ပဲဖြစ်ပါတယ်။သူစူးစူးရဲစိုက်ကြည့်နေမိတယ်။ခြံနဲ့တခိုးကက်လို့စရာဟေးဒီမလေးတစ်ပင်ပေါ်မှာမီးရောင်ကြောင့်တစ်ပင်ပေါ်မှာရှိတဲ့သူ့ကိုအားလုံးတွေ့သွားကြတယ်။တစ်ပင်ပေါ်မှာကောင်လေးတစ်ယောက်ရှိနေတယ်။ဟဲ့ကောင်မင်းဘာလုပ်နေရလဲစင်းငယ်လေးဦးရင်မောင်အမိတ်ပေးလိုက်မိတယ်။တော်တော်အတိတ်ရဲတဲ့ကောင်ခြံနေတော့ခိုးဝင်နိုင်နေပြီဆိုတဲ့အစဉ်ကနင်းမှမနေတာတော်သေးတာပေါ့မောင်နိုင်တိန်ခခေါ်လာတဲ့ဘရန်ဒီနဲ့ဂျော်နီဆိုတဲ့ခွေးကြီးနှစ်ကောင်ရှိနေလို့မောင်နိုင်တိန်ခရဲ့တငယ်ချင်းကနေခဏသွားလို့သူ့စီအပ်ခဲ့ရတယ်လေညမိုးချုပ်ခံနေမှဒီကောင်ကြီးတွေခေါ်လာပြီးလွှတ်ထားတာအခုတော့ဒီကောင်ကြီးတွေရဲ့ဆွမ်းဆောင်ချက်ကြောင့်တခိုးဖမ်းမိပါပြီဟဲ့ကောင်ပြောနေရမရဘူးလားစင်းပါပေါ့ဗျဘလို့ဖြစ်နေရလဲဒီမှာစင်းနေတာပဲဟာသူတွက်လက်စွာပဲတစ်ပင်မောကဆင်းလိုက်တယ်ဟဲ့ကောင်တခိုးကျွန်တော်တခိုးမဟုတ်ဘူးဗျဘာချမ်းစာဦးဝင်းမောင်စိတ်တိုးသွားတယ်မင်းကသူများချက်နဲ့ဝင်ခိုးပြီးတော့ဒီလောက်လက်ပူးလက်ချက်မိနေတာတော့မဟုတ်ဘူးလို့ညင်းရသေးတယ်ဟုတ်လားဦးထုကောင်ပေကက်ကက်ညစ်တူးတူးကောင်လေးရှိဒေါသတကြီးရောက်သွားကခက်ဆက်ဆက်မေးလိုက်မိတယ်ဒါဆိုမင်းဘာလာလုပ်တာလဲဗျာဒီချန်ထဲကိုဘာအကြံစီနဲ့ဝင်လာတာလဲကျွန်တော်ဖြေလီကွာရှင်တို့လေးကိုတွေ့ချင်လို့ပါဘာမိုးတောင်ရဲ့အဖြေကြောင့်ဦးထုကောင်ဆိုတဲ့ရှင်တို့လေးရဲ့ဖခင်ကအံ့ဩနေတယ်ရှင်တို့လေးဆိုတာအိန္ဒြေရှင်ကိုချစ်စနိုးလေးခေါ်တဲ့နာမည်လေးဒါကိုသူတို့မှမသိတာတမင်ရင်တိုးလေးဆိုတဲ့နာမည်ကိုသုံးလိုက်တာမှတ်မိပြီငါမင်းမျက်နှာကိုမှတ်မိပြီဟာမိုးတောင်ရဲ့မျက်စိမျက်နှာပြတ်သွားရတယ်အတန်နဲ့ကြီးထွက်လာတာကအိန္ဒြေရှင်ရဲ့ကိုရတော်နှစ်ယောက်ထင်ကတယောက်စီကလေသူ့မျက်နှာကိုစစ်စစ်ကြည့်ကလက်ညှိုးကြီးထိုးပြီးမင်းအိန္ဒြေရှင်ကောင်လေးမဟုတ်လားဘာဟာအားလုံးအံ့အားသင့်သွားကြတယ်မင်းမိုးတောင်ရဲ့ဆိုတဲ့ကောင်လေးပဲဦးထွတ်ကောင်မျက်လုံးကြီးတွေပြူးကျဲဝိုင်းဆက်သွားရတော့တယ်ဒေါသတွေရောရှက်စိတ်တွေပါပေါင်းဆက်ပြီးတော့မျက်နှာကြီးတစ်ခုလုံးကရင်းရဲတောက်သွားတယ်ကိုယ်လူသမားတွေရှိမှမို့ပို့ပြီးဒေါသတွေပေါက်ခွဲသွားရတယ်ဒီကောင်တက်မဲ့အဆက်လာခွဲတာပဲကြည်စမ်းဒီကောင်ကြောင့်ဂုံတိတ်ခါကြရပြီပဝင်းကျင်ကကြတော့ဘယ်နဲ့လောက်ရပါမလဲတော်သေးတာမောင်နိုင်တိတ်ခါဆင်းမလာသေးဘူးခွေးအောင်တန်တွေဒီလောက်ဆူညံနေတာနိုးတော့နိုးမှာပါပဲဒါပေမဲ့အပြင်တော့ထွက်မလာဘူးဘာပဲဖြစ်ဖြစ်အခုလိုမလာတာပဲတော်လာပြီခြံထဲမှာမိုးတောင်ရဲဆိုတဲ့ကောင်လေးရှောင်းနေတာလေအိန္ဒြေရှင်ကိုတွေ့ကြလို့ဒီကောင်ဟိုတခါလို့ခုံးဝင်လာတာပဲအဲ့ဒီအချိန်တော့ဘယ်သူမှမရှိမိကြပေမဲ့အခုတော့ခြံကြီးရဲ့ခုံးဝင်တာကိုအားလုံးသိသွားကြပြီမောင်နိုင်တိန်ခတာတီမိမိမျက်နှာပြက်ရပြီပဲဒီကောင်လေးကြည့်ရတာချစ်ကန်ကန်နဲ့ဇွတ်တရွတ်ဆန်တဲ့ကောင်လေးဖြစ်ပုံရတယ်ခြံထဲရအောင်ခုံးဝင်လာပြီးလာတွေ့တာတဲ့ဒီလိုလူကြီးမိဘတွေရဲ့မျက်နှာကိုမှမထောက်အခုလိုလောက်တာဥထုခေါင်လုံးဝခွင့်မလွတ်နိုင်တော့ပါဘူးမင်းကမိုးတောင်ရလားဗျာငါမေးနေရလေဟုတ်ပါတယ်ဦးမင်းကဲကွာမထင်မှတ်ပဲတတိချက်ကသူ့မျက်နှာပေါ်ကိုဖြတ်ကနေကျလာပြီးနောက်မှာတော့မိုးတောင်ရဲ့တင်ကမြေပေါ်ကိုဖင်ထိုင်ရဲ့လဲကျသွားတော့တယ်အန်ကဲကျွန်တော်တိတ်ဆန်းမင်းပါဆက်ကိုပိတ်ထားငါဘာတမ်းမှမကြားချင်ဘူးသူရှိမှဒေါသမျက်နှာကြီးနဲ့ရှူရှူရှာရှာဖြစ်နေတဲ့ရင်တိုးလေးရဲ့ဖခင်ကိုကြည့်ပြီးမိုးတောင်ရဲ့စိတ်တွေကိုအခိုင်အမာဆုံးတင်းထားမိတယ်မင်းတော်တော်အတင်ရဲပါလားကွသူများချင်နေတခိုးကျင်နဲ့ဝင်လာတဲ့မင်းကဘာကောင်လဲငါတို့လေးစားရကောင်းမှမသိဘူးမင်းရိုင်းလာကြည့်လားမိုးတောင်ရဲ့မင်းစိတ်ထဲမှာဒီချံကဝင်ချင်းတလို့ဝင်ထွက်ချင်းတလို့ထွက်ဘာမှဂရုစိုက်ဖို့မလိုဘူးလို့များမှတ်ယူထားသလားကွဟာမဟုတ်ပါဘူးဗျာရှင်တို့လေးကိုတွေ့ချင်လို့ဝင်လာခဲ့တာပါကျွန်တော်စိတ်တွေအရှမ်းပူလောင်နေလို့ပါအန်ကယ်ရဲ့ခဏလေးပဲတွေ့ပြီးတော့ပြန်มาပါဗျာဟာစိတ်ပူတယ်ဟုတ်လားမင်းကဘာပူစရာရှိလို့လဲအိန္ဒြေရှင်ကငါသမီးကွသူ့မိဘအိမ်မှာသူနေတာဒါဘာပူစရာရှိလို့လဲအလက်ကလူလေးလူညာမင်းရဲ့ဟန်ဆောင်မှုတွေကိုအတွေ့အကြုံနေတဲ့အိန္ဒြေရှင်ပဲယုံမှာငါတို့ကတော့ sorry ပဲဟဲ့ကောင်မင်းကိုလုံးဝအယုံကြည်မရှိဘူးဟာရှင်သိလိုက်တဲ့ဥထုကောင်ရဲ့စကားအသုံးနှုန်းတွေကသူ့ရဲ့မခံချင်စိတ်တွေကိုခက်ကြမ်းကြမ်းနှိုးဆွပါတယ်ဒီမှာမိုးတောင်ရဲ့မင်းကလူကြီးချင်းသဘောတူထားပြီးသားမိန်းကလေးတယောက်လုံးရှိနေတဲ့ဟောင်းဖုံးကွယ်ပြီးအိန္ဒြေရှင်ကိုလှည့်စားတာအပျော်တွဲဖို့ကြိုးစားတာဘာသဘောလဲဟဲ့ကောင်မင်းရှုံးပါတဲ့ကောင်ပဲမိုးတောင်ရဲ့ဟာဗျာအထင်မလွဲပါနဲ့ဗျာအဲ့ဒါ
ကျွန်တော်ရှင်းပြပါရစေကိုအန်ကယ်ရဲ့မိုးတောင်ရန်အတနာခံကတောင်းပန်နေမိတယ်ဒါပေမဲ့ဦးထုကောင်ရဲ့ဒေါသမျက်နှာနည်းနည်းလေးမှလျှော့ပါမသွားပါဘူးခေါင်းကိုတွက်နေအောင်ခါရမ်းလိုက်ပြီးဒီမှာဟဲ့ကောင်ငါဘာမှမကြားချင်ဘူးမင်းရှင်းပြနေစရာလည်းမလိုဘူးကွာသွားအခုချက်ချင်းငါးချန်နေရထွက်သွားစမ်းကွာခဏလေးပါအန်ကယ်ရဲ့ကျွန်တော်ရှင်းပြတော့ခဏလေးပဲနားထောင်ပေးပါဗျာခဏလေးပါမလိုချင်ဘူးကွာသွားမင်းထွက်သွားတော့ချားစုနဲ့ချားပေါ့ဒီကောင်ကိုချန်ပီယံဆွဲထုတ်လိုက်စမ်းနောက်ဘယ်တော့မှဝင်မလာစေနဲ့ဟုတ်ကဲ့ဆရာကြီးအလုံးရှင်တတိရဲ့လူကြောင့်မိုးတောင်ရန်ဆိုတဲ့ကောင်လေးကိုဆွဲထုတ်ဖို့အနားကိုသွားမိတယ်ဟဲ့လူကြီးတွေနေအောင်အနားကိုတယောက်မှမလာနဲ့မိုးတောင်ရန်အော်ဟစ်ကတားဆီးပြစ်လိုက်တယ်ပြီးတဲ့နောက်ဦးထွတ်ခေါင်ရှေ့ကိုရှောက်သွားလိုက်ပြီးတော့ဖြက်ကနေဒူးထောက်ကထိုင်ချလိုက်တယ်ဟဲ့ကောင်မင်းဒါမှလုပ်တာလေကျွန်တော်တောင်းပန်ပါတယ်အန်ကယ်ရဲ့ရင်တို့လေးကိုခဏပဲတွေးပြရစီဒါမှကျွန်တော်စိတ်ချလက်ချသွားနိုင်မှာခဏလေးပါအန်ကယ်ရဲ့ခဏလေးပဲတွေးပြရစီဗျာမရဘူးကွာလုံးဝမတွေ့တော့ငါခွင့်မပြုနိုင်ဘူးမိုးတောင်ရဲ့မင်းအေးစစ်စစ်သွားတော့မသွားရင်ငါစိုးမစိုးနဲ့ထုတ်ခေါင်ကွာမိမိပါရဲ့ဂုံတိတ်ခေါင်ငဲ့လို့အခုလိုအလျှော့ပေးထားတာဒီထက်ကန်းတက်လာရင်တီးမခံတော့ဘူးနော်မလုပ်ပါနဲ့အန်ကယ်ရဲ့ခဏလေးပါဗျာသူ့ကိုမြင်တွေ့ရရင်ပဲကျေနပ်ပါပြီကျွန်တော်ဒီနေရာကနေချက်ချင်းထွက်သွားမှာပါတောင်းပန်ပါတယ်အန်ကယ်ရဲ့တောင်းပန်ပါတယ်ဗျာဟာကွာဒီလောက်ပြောရဆိုရခက်တဲ့ကောင်ဟဲ့ကောင်ဒီကောင်ဖမ်းချုပ်လိုက်ကြစမ်းဟိုကောင်အေးမောင်ရဲစခန်းကိုဖုန်းဆက်ဆန်းကွာသူများချန်နေညအချိန်မတော်ခိုးဝင်လာတဲ့တခိုးဖမ်းခိုင်းစမ်းဟာဦးထုကောင်ရဲ့အမိတ်ပေးတန်ကြောင့်အားလုံးအံ့ဩသွားကြသလိုမိုးတောင်ရဲ့နောက်မယုံကြည်နိုင်လောက်အောင်ဖြစ်သွားရတယ်ဟဲ့ကောင်ဘာကြောင့်ကြည့်နေကြရလဲငါပြောသလိုလုပ်ကြလေဟုတ်ကဲ့ဆရာကြီးဦးထုကောင်ကျဲနေမိတယ်ဒီကောင်တသက်မဲ့ပြဿနာရှာပြီးလူကိုဒုက္ခပေးနေရလေအင်ဒိုနီးရှားနဲ့တွေးခွင့်တောင်းတာတိတ်ပြီးတရားလုံတာပဲမိမိလက်မခံနိုင်ဆုံးအရာအောင်မှမမိုက်ကန်ကန်လှတောင်းဆိုတာယူတာပဲအင်ဒိုနီးရှားဆိုတာနိုင်တင်ခအတွက်ပဲဖြစ်ရမှာနိုင်တင်ခလို့ထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နဲ့ပဲငါသဘောတူတယ်ချစ်တာတွေမြစ်တာတွေငါနားမလဲဘူးငါနားလေတာငွေပဲဂုံပဲမိုးတောင်ရဲ့နိုင်တင်ခဆိုတာငါလိုလားတဲ့တမက်ပဲရှင်တို့လေးရဲ့ဖခင်ဥထုခေါင်စီမှခက်စိမ့်စိမ့်မြုံမိုးအကြည့်နဲ့အတူပြင်းစားတဲ့အမိတ်ပေးတဲ့အဆုံးမှာတော့မိုးတောင်ရန်နေရာကနေထားရက်လိုက်ပါတယ်အတနာခံတောင်းပန်လို့တော့မရတော့ပါလားဆိုတဲ့အသည့်ကြောင့်ရှင်နေခန်းစားချက်တွေဟာနာကျင်မြင့်တက်လို့နေတယ်ဒီနောက်မှာတော့ဟာဟေးကောင်ဒါဘာလုပ်တာလဲမင်းဒါဘာလုပ်တာလဲမိုးတောင်ရန်ဦးထုကောင်ရှိကနေစက်ခနဲပြီးကရင်တိုးလေးရှိနေတဲ့တိုက်ကြီးစီကိုဥတီလိုက်တယ်မိုးတောင်ရန်စိတ်ထဲဘာမှမစင်းစားချင်တော့အရေးကြီးတာရင်တိုးလေးနဲ့တွေ့ရရေးပဲလေဟေးကောင်ဖမ်းဒီကောင်ကိုမိအောင်ဖမ်းစမ်းဟေးကောင်မပြေးနဲ့လိုက်စမ်းမိအောင်လိုက်ချစမ်းမလွတ်စေနဲ့မိအောင်ဖမ်းဦးထုကောင်ဒေါသတွေငယ်ရိတ်တက်ကက်နေပြီဒေါသတကြီးအော်တန်နဲ့ကြီးနဲ့လိုက်ဖမ်းခိုင်းနေမိတယ်မိုးတောင်ရဲ့တယောက်ကတော့နောက်ကိုတစ်ဆက်ကလေးမှလှည့်မကြည့်နိုင်တော့ပါခြေကုံတုတ်ကပြေးနေမိတယ်အနောက်မှာသူ့နောက်ပြေးလိုက်လာကြတဲ့ခြေတံတွေကိုကြားနေတယ်မိသွားရင်မလွယ်ဘူးဆိုတာမိုးတောင်ရဲ့သိပါတယ်ဒါကြောင့်လေချစ်သူလေးရဲ့မျက်နှာကိုပို့ပြီးတော့မြင်တွေ့ခြင်းနဲ့သူ့ကြောင့်အရိုက်ခံရတဲ့အတွက်တောင်းပန်ခြင်းနဲ့နောက်ဆုံးချိန်ထိရှင်တိုးလေးကိုပဲမျက်မျက်နှာနှိုးချစ်သွားမယ့်အကြောင်းတွေပြောပြခြင်းနဲ့ရှင်တိုးလေးရေရှင်တိုးလေးဘယ်မှာလဲကွာမောက်စီခဏလောက်ထွက်ခဲ့ပါရှင်တိုးလေးရဲ့ဟေ့ကောင်မအော်နေလေမိုးတောင်ရဲ့တယောက်တိုက်ကြီးကိုပက်ပြေးကရှင်တိုးလေးကြောင့်အော်ခုန်နေမိတယ်ဦးချပေါင်းနဲ့ဦးချစုကလည်းအနောက်ကပြေးလိုက်ဖမ်းရင်မအော်ခေါ်ဖို့တားဆီးနေတယ်တော်သေးတာခွေးကြီးနှစ်ကောင်နှောင်ရင်းနဲ့ပြန်ထည့်ထားလိုက်လို့ရှင်တိုးလေးရေမောက်တန်ကြိုင်ခဏလောက်ထွက်ခဲ့ပါမိုးတောင်ရန်ရှင်တွေပွင့်ထွက်တော့မယ်ရှင်တိုးလေးဖခင်ရဲ့သဘောထားရမိုးတောင်ရန်တဲ့လုံးဝအခြေအနေမကောင်းနိုင်ပါဘူးဒါကြောင့်အလျှော့မပေးပဲတင်းခံမိုးသူ့ဘက်ကဆုံးဖြတ်ထားတယ်ရှင်တိုးလေးကိုချစ်တယ်ရှင်တိုးလေးနဲ့မခွဲနိုင်အောင်ရှင်တိုးလေးကိုတခြားသူရင်ခွင်နဲ့လုံးဝမထည့်နိုင်ဘူးလေရှင်တိုးလေးခြေတံတွေကမရက်ပြေးသူဟာတစ်ယောက်လိုက်သူဟာနှစ်ယောက်အမိမခံရအောင်မိုးတောင်ရန်မနေပြေးနေရတယ်လူကလည်းပြေးရှင်တိုးလေးရဲ့နာမည်ကိုလည်းအော်ခေါ်နေမိတယ်ဟေ့ကောင်ရက်စမ်းအသက်ကိုမနေဝအောင်ရှူပြီးနေရတယ်လိုက်ဖမ်းနေတဲ့ကြားစိုးတို့ညီကိုကလည်းအသေးအမေရှင်တိုးလေးရင်ဟာသူတစ်ချက်ချီချော်မှာခနာကိုတစ်ခုလုံးဟာမြေပေါ်ကိုဘုံကနေပြစ်လဲကျသွားတယ်အနောက်ကပြေးလိုက်လာတဲ့ဦးကြပေါက်နဲ့ဦးကြစိုးတို့မိသွားပါတယ်ဟဲ့ကောင်မပြေးနဲ့လှုပ်မိုးတောင်ရန်ကိုလူတန်ကြီးနှစ်ယောက်ကမိသွားပြီးတော့အတင်းဖမ်းချုပ်ထားတယ်လှုပ်နော်ကျွန်တော်ရှင်တိုးလေးနဲ့တွေ့မလို့ဟဲ့ကောင်ညီနေစမ်းမင်းတော်တော်ဒုက္ခပေးတဲ့ကောင်လေးပဲလှုပ်နော်မိုးတောင်ရန်ဘလို့မှရှုံးမရ
အချိန်နဲ့ကြထားတဲ့တန်ကခနာကိုတစ်ခုလုံးမလုံနိုင်အောင်နာကျင်နေတော့လေရှင်တွေကနာကျင်နေရတဲ့ခံစားချက်ကိုတော့မမီပါဘူးတွေးဆောင်ခွင့်အလွန်ရှားပါတဲ့ချစ်သူဘဝမှာအခုလိုပြဿနာတွေကြောင့်ဘလို့မှစုံစည်းခွင့်မရနိုင်လောက်ဖြစ်ရတဲ့အထိအခြေအနေဆိုးဝါးသွားနိုင်တယ်ခေါ်ခဲ့စမ်းအဲ့ဒီကောင်ဒီရောက်ခေါ်ခဲ့စမ်းဦးထိုးခေါင်ရဲ့အန်ကျိတ်ဒေါသတန်ကြောင့်အမိတ်ကိုရိုသေလေးစားတဲ့တပည့်ကြီးနှစ်ယောက်ကမူးတောင်ရန်ကိုသူတို့တိုင်ဆွဲကခေါ်ဆောင်သွားကြပါတယ်ခွေးကောင်လေးပတ်ဝန်းကျင်မှာအရှိန်ရအောင်လှုပ်တဲ့ကောင်ကဲကွာမူးတောင်ရန်မျက်နှာပဲညာခိုင်ရမ်းသွားရတယ်မျက်လုံးတွေမိုက်ခနဲ့ပြတ်တက်သွားတယ်ဦးကြပေါင်းနဲ့ဦးကြဆိုဆွဲမှထားလို့သာအင်ထိုင်ရဲ့လဲကျမသွားတော့လေခေါင်းကတော့ငိုင်းဆိုင်ကျသွားရတယ်အဆက်ထဲမှာသွေးတွေတရဟောစီးကျလာတယ်မင်းကပမာမခက်နဲ့လှုပ်တာပေါ့လေအဲ့ဒါလှုပ်အောင်ကွာဒီတခါတော့သူ့တူးတွေခွေကနေညွတ်ကျသွားတယ်ဦးကြပေါင်းနဲ့ဦးကြဆိုလဲထိန်းချုံမထားတော့ပဲအသာပြေလွတ်လိုက်တယ်ဟဲ့ကောင်ထုကောင်ကွာနာမည်တစ်လုံးနဲ့နေတာငါ့ကိုလာမစမ်းနဲ့ဟဲ့ကောင်မင်းလောက်တော့တနားရယ်ကွာတိလားညခင်းပြင်ပေါ်မှာလဲချနေတဲ့သူ့ကော်လန်စားကိုခတ်တင်းတင်းဆုပ်ကန်ပြီးတော့ကျင်းဝါနေတဲ့ဦးထုခေါင်မိုးတောင်ရန်ရီဝေဝေပြန်ကြည့်နေမိတယ်အမလေးကိုထုခေါင်တော်ပါတော့ရှင်တော်ကြပါတော့ဒေါ်နဲရီမော်တယောက်အဖြစ်ပြက်တွေအားလုံးကြားသိပြီးတဲ့အပြင်ဗရန်ဒါကနေအောက်ခြံထဲမှာဖြစ်နေတဲ့အဖြစ်ပြက်အားလုံးကိုမြဝါထင်ထင်မြင်လိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်သွားမိတယ်သမီးလေးရဲ့ချစ်သူကောင်လေးကိုထိုးနှက်နေတဲ့ခင်မိုးဖြစ်သူကိုတားဆီးလိုက်မိတယ်ဒီအရွယ်ကအချစ်အတွက်မယူရဲဆန်တဲ့အရွယ်လေးဒါကိုမိမိတို့ကနားလေခွင့်လို့ပေးရမှာပေါ့စိတ်ကြီးသလိုဒေါသအထွက်မြန်တဲ့ခင်မုန်းဖြစ်သူရဲ့စိတ်ကိုတီးတာမို့မိမိအခုလိုဝင်ပါခေးရတာပဲဖြစ်ပါတယ်။နန်းမင်းသွားစမ်းဒါမင်းကိစ္စမဟုတ်ဘူး။ခက်ဝေးဝေးမှနေစမ်းဒီနောက်လုံးဝမလာနဲ့။မသွားဘူးကိုထုတ်ခေါင်ရှင်ဘာဖြစ်လို့အခုလောက်ထိလုံးဝတာလဲ။ကြည်စမ်းကောင်လေးမျက်နှာမှာလည်းဖူးရောင်ပြီးသွေးရည်နဲ့ရှင်ရဲဆက်လာကြည်လား။ဒေါ်နိုင်ကောင်လေးကိုကြည့်ပြီးတကယ်ကိုစိတ်မကောင်းဖြစ်သွားတာပါ။မျက်နှာတစ်ခုလုံးဖူးရောင်ပြီးတော့ပြရိုင်လဲကျနေတယ်။ဆရာကြီးချန်ရှိမှရဲတွေရောက်နေပြီ။ဒေါ်တန်းရီမောအံ့ဩသွားရတယ်ချမ်းရှိကိုအကြည့်လေးရောက်မှာတော့နှလုံးတွေပြူးကျင်ဝိုင်းဆက်သွားရတယ်ကိုထုတ်ခါရှင့်မင်းအသာနေစမ်းနဲ့ဇနီးတဲ့ကိုထားခဲ့ပြီးဆန်ထဲဝင်လာတဲ့ရဲတွေရှိရာကိုခက်တွတ်ထွက်သွားကလာပါခမလာပါညာကြီးအချိန်မတော်ခြံထဲခိုးဝင်ပြီးတောင်းချက်နဲ့ဒီကောင်ခေါ်သွားပေးကြပါခမစိတ်ချပါဥထုတ်ခါမမစိုးရိမ်ပါနဲ့ရဲဘော်ဒီကောင်လေးကိုလက်ထိတ်ခတ်လိုက်ရဲရာရှိကြီးကကိုထုတ်ခါကိုနှစ်သိမ့်ရင်မိုးတောင်ရံကိုလည်းဖမ်းဖို့ညွှန်ကြားလိုက်တယ်ကျေးဇူးတင်ပါတယ်ဗျာရပါတယ်ဗျာဒါကကျွန်တော်တို့ရဲ့တာဝန်ပါရဲရာရှိကြီးကိုလက်ဆွဲနှုတ်ဆက်နေတဲ့ဦးထုခေါင်ကိုကြည့်ပြီးမိုးတောင်ရန်ငြိမ်သက်နေလိုက်တယ်ကဲသွားကြစို့ရဲမှုကြီးကအမိတ်ပြီးတယ်ခဏနေပါဦးမိုးတောင်ရန်တားဆီးတန်ကြောင့်ရဲမှုကြီးကမျက်ခုံးလေးကျုံကသူ့စီကိုဇက်ခနဲလှမ်းကြည့်တယ်ခဏလေးပဲစကားပြောရင်းပြုတ်ပါရဲမှုကြီးရဲ့မိုးတောင်ရန်စကားကြောင့်အကြီးအကျယ်မျက်စိမျက်နှာပြတ်သွားရသူကဦးထွတ်ခေါင်ရဲပဲဖြစ်ပါတယ်။ဟဲ့ကောင်မင်းကဘာစကားပြောချင်လို့လဲ။မင်းစကားကိုဘယ်သူမှနားထောင်မဲ့သူမရှိဘူး။ဟဲ့ကောင်ရဲသားကြီးတို့ရဲ့ဒီကောင်မင်းမြန်သာခေါ်ပြီးတော့ထောင်ထဲပို့လိုက်ကြပါဗျာ။ဦးထွတ်ခေါင်အတင်းထိန်နေမိတယ်။ခဏလေးပါဦးရဲ့။ကျွန်တော်မိုးကောင်းငင်ကြီးကိုခဏလေးပဲစကားပြောမှာပါ။ဟေးဘာအားလုံးတန်တော်ဖြစ်ကသူ့စီအကြည့်လေးတွေစုကြလာတယ်။မိုးတောင်ရဲ့အဲ့ဒါတွေအားလုံးကိုဂရုမစိုက်နိုင်တော့ရှင်ထဲမှာပြည့်ကျက်နေတဲ့စကားတွေကိုဖွင့်ချလိုက်ပါတယ်မိုးကောင်းခင်ကြီးရေကျွန်တော်ချစ်သူရှင်တို့လေးကိုတွေ့ရင်ပြောပြပါဗျာကျွန်တော်အတွက်စိတ်မပူပါနဲ့လို့တနေ့နေ့တစ်ချိန်ချိန်ကြိုင်သူ့စီဆက်ဆက်ပြန်လာခဲ့ဦးမယ်ဆိုတဲ့အကြောင်းပြောပြအောင်ပြောပြပါမိုးကောင်းခင်ကြီးရေအိုးကောင်းလေးရေမင်းရဲ့စကားတန်တွေကိုမိုးကောင်းခင်ကြီးကြားပါတယ်ကွယ်အဲ့ဒါမင်းနည်းနည်းလေးမှတန်တရားမရှိပါနဲ့နော်မိုးကောင်းခင်ကြီးကမင်းရဲ့စကားတွေကိုပြောပြအောင်ပြောပြမှာပါမိုးတောင်ရံကိုကြည့်ပြီးဂယုဏတက်နေသူကစင်းရဲသားချမ်းဆောက်ကြီးဦးအေးမောင်မိုးတောင်ရံဆိုတဲ့ကောင်လေးကတော့ရဲသားကြီးတွေခေါ်ဆောင်ရာကားလေးပုံပါသွားပါပြီဒေါ်တန်းရီမို့ရဲ့အာယုံထဲမှာတော့မိုးကောင်းကင်ကိုမောကြည့်ပြီးအော်ပြောနေတဲ့မိုးတောင်ရံဆိုတဲ့ကောင်လေးရဲ့ပုံရိပ်လေးဟာထက်ခါပေါ်လေလို့နေပါတော့တယ်။အိုးမမလေးသွားကြဘယ်သူမှမလာကြနဲ့ဘယ်သူမှမတွေ့ချင်ဘူးထွက်သွားကြအိန္ဒြေရှင်တယောက်တည်းအခန်းထဲကပစ္စည်းတွေအားလုံးစိတ်ရှိတာပောက်ခွဲပြစ်နေမိတယ်။ထမင်းလာပို့ပြီးတဲ့ကောင်မလေးတက်တက်အလန့်ကြီးလှမ်းပြီးတော့ချောင်းလေးမှာကပ်နေတယ်။အိန္ဒြေရှင်စိတ်တွေဘလို့မှထိမ့်ချုပ်ထားလို့မရစိတ်တွေကကြမ်းရမ်းချင်နေတယ်။မောင်တန်ကိုမင်းညရှင်တို့လေးကြားနေရတယ်။စတူကန်နဲ့မောင်မှုသူမှထွက်လို့မရ။မောင်ရဲ့ခေါ်တန်လေးကအိန္ဒြေရှင်နှလုံးသား
ပြင်းညစ်ဆုံနေနေတယ်လို့ပဲခံစားရတယ်။မောင်စီကိုပြေးသွားလိုက်ချင်ပေမဲ့အင်ဒရီရှင်ဘာမှမလုပ်နိုင်ခဲ့ပါ။တကားကိုတဝုံဝုံထုပြီးအတန်ကုန်အော်ဟစ်ကဖွင့်ခိုင်းမိတယ်။အပြင်မှာအတန်တွေကစုညံ့နေတာပဲ။ခွေးအောင်တန်တွေရောလူတွေအော်ဟစ်တန်တွေပါဆုံနေတယ်။ဒယ်ရီအတန်ဆူဆူလည်းကြားရတယ်။သူမစိတ်တွေတအားလှုပ်ရှားသွားရတယ်။အင်ဒရီရှင်တကားလာဖွင့်ပေးဖို့အော်ခေါ်နေတော့လေဘယ်သူမှမလာကြပါဘူး။အားလုံးသူမကိုပြစ်ပယ်ထားကြတယ်။တော်တော်လေးအချိန်ကြာမှအတန်တွေတိတ်ဆိတ်သွားတယ်။အင်ဒရီရှင်မောင်ကြောင့်သိချင်တာပါ။ဘယ်သူမှမေးလို့လည်းမရအောင်ဒယ်ရီနဲ့မောင်ဘလို့မှအဆင်မပြေနိုင်ပါဘူး။မောင်တခုခုဖြစ်နေပြီလားလို့စိုးရင်ရလည်းမပြောပါနဲ့တော့ထမင်းလာပိုးတဲ့ကောင်မလေးကိုမေးတော့လေဘာမှပြတ်မဖြေကြဘူးဒယ်ရီကအင်ဒရီရှင်ဘာမေးမေးမဖြေရဘူးလို့မှားထားတဲ့လေဒါကြောင့်သူမစိတ်တွေအယမ်းတူနေတာပေါ့မောင်ကြောင့်သိချင်တယ်မောင်အေးစစ်စစ်အိမ်ကိုပြန်သွားရရဲ့လားဒယ်ရီရဲ့စိတ်ကိုအင်ဒရီရှင်သိနေတာမို့လို့လေမောင်တို့ပို့ပြီးတော့စိတ်ပူနေမိတယ်သူမအပြင်ကိုပဲထွက်ချင်တယ်သူမကဘသူမှမထုတ်ပေးကြဘူးအင်ဒရီရှင်တကားဝစီမှာခေါ်တဲ့နေ့တူအခန်းထဲတပြေးပြေးဝင်လာတဲ့သူတယောက်သူမမျက်ဝန်းတွေခေါ်တန်းစီကိုဖြက်ခနဲ့ရွေ့သွားတယ်သူဦးနိုင်သိန်းခါပဲသူတရွေ့ရွေ့ဝင်လာတော့အိမ်ပေါ်မှာလေးတက်တက်ပြန်ပြေးထွက်သွားတယ်ကျမ်းမြေပေါ်မှာဝါစာတက်နေတဲ့ထမင်းဟင်းတွေကိုကြည့်ပြီးမင်းဘလို့လောက်ထားလေအင်ဒရီရှင်ကျမဘာလို့ရှင်းပူမပါပါဘူးဦးနိုင်သိန်းခဧည့်သည်ကဧည့်သည်လုံးနေပါသူမစကားကြောင့်နိုင်သိန်းခရှင်နဲ့အောက်မြက်သွားရတယ်သို့တော့ဟန်ဆောင်ကောင်းစွာနေပဲသူချက်ချင်းထိန်ချုပ်ပြက်လိုက်တယ်မင်းကကြောင့်မသိသေးလို့အခုလိုစွာနိုင်တာပါအင်ဒရီရှင်ရဲ့စိတ်ထဲကနေအော်ရီလိုက်မိတယ်အပြင်မှာတော့လူကြီးလေတန်းနဲ့မင်းခုလိုတောင်းကျနေတော့ရောငါထူးလာမှမို့လို့လေမင်းမဲပင်ပန်းစင်းရဲရရုံရှိမှာပေါ့အင်ဒရီရှင်သူမအတိလိုနဲ့စကားမပြောချင်လောက်စိတ်တွေကုန်နေမိတယ်ဒင်းကြောင့်အခုလိုပြဿနာမျိုးတွေဖြစ်လာတာလေသူဟာအင်ဒရီရှင်ကိုလက်ထပ်ခွင့်မတောင်းခဲ့ဘူးဆိုရင်မောင်နဲ့သူမအောင်ဒယ်ရီကျင်းတီသဘောတူမှာပဲအခုတော့ဒယ်ရီမျက်လုံးထဲမှာဦးနိုင်သိန်းခပဲရှိတယ်အင်ဒရီရှင်ကျမအိတ်တော့မယ်ဒါသူ့ကိုပေါ်တင်နေလိုက်တာသူစီကဘာစကားတမ်းမှသူမကြားချင်ဘူးလေမင်းကိုစကားနည်းနည်းပြောချင်တယ်ကျမမှဘာစကားမှပြောစရာမရှိဘူးကိစ္စမရှိဘူးအင်ဒရီရှင်မင်းနားထောင်ပေးမယ်ရပြီကျမကိုမိုးတော်ရင်ကြောင့်ပြောမလို့ပါမင်းစိတ်ဝင်စားတယ်မဟုတ်လားခက်တေတေမျက်နှာလေးပေါ်ကမဲပြုံးတစ်ခုကိုအင်ဒရီရှင်ကောင်းစွာမြင်လိုက်ရပါတယ်ဘလို့လဲအင်ဒရီရှင်မင်းနားထောင်မယ်မဟုတ်လားနိုင်သိန်းခါတယောက်ပီတိတွေဖြစ်နေမိတယ်မင်းဘာတက်နိုင်သေးလဲအင်ဒရီရှင်ညရန်ဒီနဲ့ဂျော်နီဆိုတဲ့ခွေးကြီးနှစ်ကောင်အတိတယောက်စီကနေချစ်လို့ခဏခေါ်ပါရစီဆိုပြီးချန်ကြီးနဲ့ခေါ်လာခဲ့တာလေသူထင်တယ်လို့ပဲကောင်လေးကရောက်လာတော့ရန်ဒီဂျော်နီတို့နဲ့တိုးသွားတာပေါ့ဒီကိစ္စတွေကိုဘာမှမသိတယ်လို့နဲ့ညကအိတ်ဆေးရှင်နဲ့အိပ်ပျော်သွားတယ်လို့ဦးထွတ်ခေါင်စိတ်သက်သာအောင်သူဟန်ဆောင်ခဲ့တယ်အင်ဒရီရှင်ကိုစတူကန်နေထားပြီးအပြစ်ဒဏ်ပေးထားတဲ့ကြောင်းသိရတာနဲ့စီနာရှင်လိုပုံစံမျိုးလုပ်ကသူမလေးကိုလိမ္မာအောင်ဆုံးမမယ်လို့ပြောပြီးထွက်ခဲ့လိုက်တယ်။သူနားချပြီးအပြင်ကိုခေါ်ထုတ်ခွင့်မှတောင်းခဲ့တယ်။ဦးထုတ်ကောင်ကလည်းသူ့စကားကိုလက်ခံတယ်။သူ့လုပ်ရက်ကိုဘသူမှတန်တရားမဝင်ကြဘူး။သူ့အကြံစီတွေအားလုံးခုချိန်ထိအဆင်ပြေချုံးမွေနေတော့မယ်။အင်ဒရီရှင်မိုးတော်ရဲ့ညအချမ်းနဲ့ခိုးဝင်လာတယ်။မင်းလည်းအတန်တွေကြားရင်ကြားမှာပေါ့။အန်ကယ်ထုံးတဲ့ပြဿနာတွေဖြစ်ကြပြီးတော့အခုအချုပ်ထဲရောက်နေတယ်။ရှင်ကိုညကအိတ်ဆေးအချိန်နဲ့အိပ်ပျော်သွားတာဘာမှမသိလိုက်ဘူးအင်ဒရီရှင်ကိုသာသိအန်ကယ်ကိုတားမိမှာပါဟုတ်လို့လားဦးနိုင်သိန်းခါရဲ့မောင်ပေါ်မှာရှင်အဲ့လိုစိတ်မျိုးတကယ်ထားနိုင်လို့လားဘာပဲဖြစ်ဖြစ်အန်ကယ်ကိုပြောင်းပြမှာပါအန်ကယ်ကအခုဒေါသတွေနဲ့သွေးပူနေတော့ဆိုတော့ဒါဆိုမောင်ကခုချိန်ထိတော့ဖမ်းချုပ်ထားကြမှာပဲလေအိုးဟာအင်ဒရီရှင်တတိထားလေတတိထားရှိုင်းနေစွာကျမ်းမြင်လေးပေါ်ခွေကနေထိုင်ချသွားတဲ့သူမရဲ့အယုတ်ကျိုးပြက်ပုံစံလေးကိုကြည့်ပြီးဦးနိုင်သိန်းခစိုးရိမ်ပူပန်သွားပုံပဲသူမနာကိုတိုးကန်လာတယ်အင်ဒရီရှင်မျက်ဝန်းထဲမှာမျက်ရည်တွေတပေါက်ချင်းလိမ့်စင်းကျလာခဲ့တယ်ကိုတကယ်စိတ်မကောင်းပါဘူးအင်ဒရီရှင်အန်ကယ်ကတရားဆွဲထားတော့အမှုကပိုကြီးနေတယ်လေအန်ကယ်စိတ်ကိုလေအင်ဒရီရှင်အသိဆုံးပဲဟာနိုင်သိန်းခတယောက်တကယ်ကိုစိတ်မကောင်းဖြစ်ရန်ဆောင်ပြလိုက်တယ်ဘယ်လိုလုပ်ရမလဲမောင်ခုလိုဖြစ်တာရင်နိုးလေးကြောက်ပါမောင်ရဲ့ရှင်ကိုအခုလိုအဖြစ်ဆိုးမျိုးကြုံစီတာရင်နိုးလေးပါရင်နိုးလေးကြောင့်အခုလိုဖြစ်ရတာတယောက်တည်းအယူမလေးလိုငိုရင်းနဲ့စကားတွေတွတ်အင်ဒရီရှင်ပြောမိတယ်ရင်ထဲမှာစိုးကျက်နေတယ်မောင်ရဲ့တနာစပွဲမျက်နှာလေးကအာယုန်ထဲမှာအထက်ထက်ထင်ဟပ်လာတဲ့အခါသူမပုံလို့တော့မှနာကြီးစွာခံစားလာရတယ်ဦးနိုင်သိန်းခမောင်ကိုလုံအောင်ဘယ်လိုလုပ်မလဲအင်ဒရီရှင်ပြောပါဦးနိုင်သိန်းခ
မောင်ကိုကဲတင်နိုင်မဲ့နီလန်ကိုပြောပါမောင်ကိုအဲ့ဒီကလွတ်မြောက်ဘလို့ကဲတင်နိုင်မလဲဆိုတာပြောပါဦးနိုင်သိန်းခဒယ်ရီစီကတရားမဆွဲဖို့အလျှော်ပေးကြည့်ဖို့လုံနိုင်တဲ့နီလန်ကိုပြောပါဦးနိုင်သိန်းခမျက်ရည်တွေကကျမ်းမြင်ထက်ကိုတပေါက်ပေါက်ကြွေကြလို့မောင်ရဲ့ရှင်တို့လေးမောင်ကိုအဲ့ထဲမှာမထားနိုင်ဘူးရှင်တို့လေးရအောင်ကဲထုတ်မယ်သိလားခေါင်းလေးခါလိုက်ငိုလိုက်နဲ့ပြောနေတဲ့အိန္ဒြေရှင်ကိုကြည့်ပြီးတော့နိုင်သိန်းခအန်ကိုတင်းနေအောင်ကြိတ်ပြစ်မိတယ်ဒါသူ့အတွက်အခွင့်အရေးတစ်ခုပဲလေလက်လွတ်ကန်လို့ပဲဖြစ်မလဲနော်အိန္ဒြေရှင်ပြောပါဦးနိုင်သိန်းခမင်းမိုးတောင်ရံကိုကဲတင်နိုင်တဲ့နီးတနည်းရှိတယ်ဒါပေမဲ့ဘာဖြစ်လဲဦးနိုင်သိန်းခကျမမောင်ကိုသိချစ်တယ်မောင်ကိုပြစ်ပင်မထားနိုင်အောင်ရအောင်ကဲမယ်ပြောပါမောင်ချုပ်ကလွတ်နိုင်မယ်နီလန်ကိုပြောပါဦးနိုင်သိန်းခနိုင်သိန်းခခေါင်းကိုလေးတွဲစွာခါရမ်းပြလိုက်တယ်မင်းလုံနိုင်မှာမဟုတ်ဘူးအိန္ဒြေရှင်ဘာရဲ့ဒီနီလန်ဟာမင်းနဲ့ငါအတွက်အထင်တွေလွဲမှားနိုင်တဲ့အထိဖြစ်သွားနိုင်တဲ့အတွက်ငါမပြောရဲဘူးအိန္ဒြေရှင်ဦးထုခေါင်ရဲ့ခံယူချက်လို့မင်းလက်ခံမှာဖြစ်မှာဘာလို့လဲဦးနိုင်သိန်းခကျမနားမလဲဘူးကိုမင်းကိုလက်ထက်ခွင့်တောင်းတာရယ်နော်အဲ့ဒါကိုမင်းသိတယ်မဟုတ်လားသူ့အမေကိုချက်ချင်းပြန်မပြေနိုင်သူကအိန္ဒြေရှင်ရဲ့ပါအဲ့ဒါနဲ့ဘာဆိုင်လို့လဲဦးနိုင်သိန်းခအန်ကယ်ထုခေါင်ကမင်းနဲ့ငါလက်ထက်မှာဒီကိစ္စကိုစဉ်းစားမယ်လို့ပြောတန်ကြားထားလို့ပါရှင်မင်းကကိုမချစ်ဘူးဆိုတာသိပါတယ်ဒါပေမဲ့အဲ့ဒါကိုအရင်တကြီးကိစ္စတစ်ခုလို့မထားချင်ဘူးအိန္ဒြေရှင်မင်းနဲ့စားတွေ့ကြရငါဘဝမှာမင်းကမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပဲဆိုတာသိလာရတဲ့ခဏမှာတော့မင်းကိုပိုင်ဆိုင်ခွင့်ရဖို့ငါဘက်ကရိုးသားစွာတောင်းခံခဲ့တယ်မင်းကိုသာငါပိုင်ဆိုင်ရမယ်ဆိုရင်ဘလို့အရာမျိုးမဆိုလိုက်ရောနိုင်အောင်ကြိုးစားမယ်အိန္ဒြေရှင်ဒါပေမဲ့မင်းညင်းပယ်လိုက်မိုးတောင်ရသူတစ်ပါးချန်ကျူးကျော်ဝင်ရောက်မှုရန်ကားမှုအိုးတော်ပါတော့ရှင် sorry ကိုစိတ်မကောင်းပါဘူးအိန္ဒြေရှင်သူနေရာနေထားရလိုက်တယ်ဒီလောက်ဆိုရင်လုံလောက်ပြီလေကျန်တဲ့ပိုင်းကအိန္ဒြေရှင်စဉ်းစားဆုံးဖြတ်ရမယ့်အပိုင်းဖြစ်သွားပြီတကားရွက်စီကိုတွင်းပြေရှောင်းလန်းသွားလိုက်တယ်သူမကိုအချိန်အနည်းငယ်ပေးတင်တယ်လေဒါသူမဘဝအတွက်နောက်ဆုံးဆုံးဖြတ်ချက်ချရတာကိုဦးနိုင်သိန်းခခေါ်တန်ဆူဆူလေးကြောင့်သူ့ခြေလမ်းကြီးရက်သွားတယ်ဘာလဲအိန္ဒြေရှင်ကျမရှင်ကိုလက်ထပ်မယ်အရေးကြီးတာမောင်အချုပ်ထဲကနေပြန်လွတ်လာဖို့အိန္ဒြေရှင်တမင်ပြောလိုက်တာပါဒယ်ရီကိုပြောလိုက်ပါဦးနိုင်သိန်းခအိန္ဒြေရှင်မင်းနိုင်သိန်းခရင်နဲ့ပေါ်မပြနိုင်လောက်ဝမ်းသာသွားရတယ်ခန္ဓာကိုယ်တစ်ခုလုံးဒီပေါ်မြောက်ခနဲတက်သွားသလားတော့ထင်ရတယ်မောင်ကိုကဲတင်နိုင်မှုအတွက်ဘလို့နီးလန်းအောင်မဆိုကျမလက်ခံရမယ်လေနိုင်သိန်းခရဲ့စီးမျောနေတဲ့အပျော်လေးတွေရုပ်ချီးပျောက်ကွယ်သွားရပါတယ်မောင်ကိုကျမသိချစ်တယ်ကျမကြောင့်မောင်ဒုက္ခမရောက်စေရဘူးမပြောနဲ့မင်းမပြောနဲ့အိန္ဒြေရှင်မင်းစီကအဲ့ဒီစကားတန်တွေငါမကြားချင်ဘူးအိန္ဒြေရှင်ရဲ့နိုင်သိန်းခစိတ်ထဲကနေအော်ဟစ်ပြီးတော့တားဆီးနေမိတယ်ခန်းစားချက်တွေကရှင်တစ်ခုလုံးနာကျင်စေတယ်မုန်းတယ်အဲ့ဒီစကားတန်တွေကိုငါမုန်းတယ်အိန္ဒြေရှင်မင်းသိရလားမင်းသူ့ကိုအဲ့လိုချက်လေငါမင်းကိုစိတ်နာလေးပဲအေးဆက်မှာကြောတဲ့မင်းနှလုံးသားမုန်းတီးဆက်ဆုပ်လေးပဲဆိုတာအဲ့ဒါကြောင့်မင်းကငါရအောင်ယူပြမှာမင်းစောက်ကြည့်နေပြီတော့အိန္ဒြေရှင်တိမ်မုန်းတဲ့နိုင်သိန်းခဆိုတဲ့လူရဲ့ရှင်ခွင်နဲ့မင်းရောက်ကိုရောက်စီရမယ်သိလားသူမရှိရနေခြာကနေနေအောင်နှဲ့ထွက်လာခဲ့မိတော့တယ်မိုးကောင်းကင်ကြီးကိုမော့ကြည့်ပြီးနေရာလေးမှာတောက်တောက်လေးရက်နေမိတယ်ညနေခင်းလေတချို့ဝေကနေဖြက်ပြေးတဲ့အတွက်ညဝတ်ကောင်းဝယ်လေးကတစ်ဖြက်ဖြက်ခါနေတယ်ဒီဝရဏလေးကိုထွက်လာရတာအိန္ဒြေရှင်အတွက်တော့ရှင်နေဖွယ်ရပါပဲဒီနေရာလေးမှာမောင်နဲ့သူမချင်းတွေးခဲ့ဘူးတယ်လေမောင်ပုံရိပ်တွေကအာယုံမှထက်ထက်ပေါ်နေတယ်မောင်အနမ်းလေးတွေကိုတတိယလာတယ်မောင်ရဲ့ကိုယ်သေးနှံလေးကိုလွမ်းဆုပ်လာတယ်မောင်ရဲ့ချစ်စကားတန်လေးတွေကိုပြန်ချရောင်လာတယ်ကြည်စမ်းအစုံတယောက်ကိုအယူမှုအသေးအတန်ချစ်ခဲ့တဲ့နှလုံးသားတွေအတိလူနဲ့ဆန့်ကျင်မဲ့လူတယောက်ကိုစိုးတင်းထိုးထက်ခန်းစားခိုင်းရတာလောက်ရှင်သာစရာကောင်းတဲ့အဖြစ်မျိုးမရှိတော့ဘူးသူမအတွက်ဒီညကနောက်ဆုံးပါပဲလက်ပြန်ဆိုရင်3ရက်မြောက်နေ့ဖြစ်ပြီးခုလိုမိုးကောင်းကင်ကြီးကိုမောကြည့်ပြီးတော့မောင်နဲ့ပတ်သက်သမျှခန်းစားချက်လေးတွေကိုရှင်းဖွင့်ပြောပြလို့ရပါတော့မလားမောင်ရဲ့အိန္ဒြေရှင်အဖြစ်ကိုလာကြည့်လိုက်ပါအောင်ကွယ်မောင်တယောက်အချုပ်ထဲကလွတ်သွားပြီဆိုတာယုံကြည်အောင်ဒယ်ရီကိုယ်တိုင်လိုက်ပြပြီးပြီလေဝန်ခံလက်မှတ်လေးရေးထိုးထားတဲ့မောင်ရဲ့လှပတဲ့လက်ရေးလေးကိုလည်းမြင်ခဲ့ပြီးပြီအိန္ဒြေရှင်စိတ်အေးရပါပြီမောင်ဘဝလေးအေးချမ်းစွာနဲ့ပျော်ပျော်ကြီးဆက်လျှောက်လန်းသွားဖို့မိုးကောင်းကင်ကြီးကိုတက်တည်တီးပြီးအိန္ဒြေရှင်ဆုတောင်းပေးပါရမောင်ရဲ့အိန္ဒြေရှင်ကိုစောက်ကြည့်နေရကြပြီမင်းဒီဝရဏမှာရက်နေတာ3 နာရီလောက်ရှိပြီအဲ့ဒါဘာဖြစ်လို့လဲဦးနိုင်သိန်းခါရဲ့
မင်းဝင်တက်ပြီလို့မထင်ဘူးလားအင်ဒရီရှင်အဲ့ဒါကျမရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်မှာဦးနိုင်သိန်းခရှင်မစွတ်ဖက်တဲ့မို့ထင်တယ်။တာမန်လေးငင်းခံပြီးစိတ်အပန်းဖြီတာထက်ကိုယ့်ကိုတစ်ချိန်ချိန်မှာတစုံတစ်ယောက်ကမြင်သွားလိမ့်မလားဆိုရက်ညှော်လင်းချက်တစ်ခုနဲ့အခုလိုနေမိရင်အမားကြီးမားပြီဆိုတာနောင်တမရအောင်လာတတိပေးတာပါ။ဘာရဲ့မင်းရဲ့မိုးတောင်ရံကအခုလောက်ဆိုနိုင်တနာဆိုတဲ့မတီလေးနဲ့အပျော်ကျူးနေလောက်ပြီးအိန္ဒရီရှင်။ဘာရှင်ဟာမင်းအံ့ဩသွားတာလားဒီเจ้าတွေကိုမင်းသိပြီလို့ထင်တာဒီကောင်မင်းကိုလိန်ညာဖုံးကွယ်ထားတာပဲဒီမှာဦးနိုင်သိန်းခပြောစမ်းကွာကျမမောင်ကိုသိချစ်တယ်ဘာအဲ့အတွက်မောင်ကျမကိုလိန်ညာလှည့်စားနေပါစေကျမခွင့်လွတ်တယ်နိုင်သိန်းခရဲ့အားတိုင်ရီမောတန်ကြီးကဟိမ့်တက်သွားတယ်ရှင်ဘာရည်တာလဲရှင်ကျမပြောတဲ့စကားတွေထဲမှာရည်စရာဘာတစ်ခုမှမပါဘူးသိလားသိတယ်သိတာပေါ့အိန္ဒရီရှင်ဒါပေမဲ့မင်းအဲ့ဒီစကားမစင်းစားမစင်ကျင်ပြောထွက်တဲ့အတွက်ရှိတာကွာကိုလည်းထရမယ့်ယောက်ျားတစ်ယောက်ရှိမှအဲ့ဒီယောက်ျားနဲ့မသက်ဆိုင်တဲ့ခံစားချက်တွေနဲ့ဆွေးမြေ့ကြေခွဲခံစားပြနေတဲ့မင်းရဲ့လုံရက်တွေကဟာသားတစ်ခုဖြစ်နေလို့ရှိတာဦးနိုင်သိန်းခါရဲ့မျက်နှာချက်ချင်းခက်ထန်တင်းမာသွားပါလားဒီမှာအင်ဒရီရှင်မင်းကငါ့ကိုမချစ်ပဲယူရပါတယ်လို့ကိုကုန်းဖော်နေတယ်ပေါ့လေငါကမင်းကိုတိတ်ချစ်မြတ်လုံးလို့မင်းကိုအရှားယူရလို့ထင်နေသလားအင်ဒရီရှင်အန်ဩကဦးနိုင်သိန်းခါမျက်နှာကိုတကားမှမြင်မှုချင်းမရှိသလိုတစိုက်မဲ့ကြည့်နေမိတယ်မင်းမှတ်ထားလိုက်အင်ဒရီရှင်ငါမင်းကိုလုံးဝမချစ်ဘူးမင်းကိုမချစ်တဲ့ပြင်ငါမင်းကိုမုန်းတယ်တိတ်မုန်းနေကွာသိလားဒါဆိုဟုတ်တယ်ငါတိတ်မုန်းလို့မင်းကိုလက်ထက်တာရှင်ဒီအချိန်နေထိရအောင်ငါဘက်ကအုံနောက်တော်သုံးလိုက်ရတယ်လေဘာရဲ့အခုတော့ငါစင်နာရီပြေးသွားပြီအင်ဒရီရှင်အော်ငါချစ်ခဲ့တော့ကမင်းကအဲ့ဒီအချစ်တွေကိုတန်မိုးထားရကောင်းမှမသိတာအဲ့ဒီအတွက်မင်းလိုချင်တဲ့အမုန်းတွေကိုပဲမင်းခံစားရတော့မှာပေါ့ဒါတရားမျှတပါတယ်နော်ရှင်သိရဲစက်တဲ့လူပဲဦးနိုင်သိန်းခမင်းခုမှသိတာလားဘာမင်းကငါ့ပေါ်ကောင်းရင်ငါအကောင်းပြန်ပေးတတ်တာပါငါသိပြီးတရားမျှတတယ်လို့ဆိုတာမင်းနောက်ဆိုကောင်းကောင်းကြီးသိလာပါလိမ့်မယ်အင်ဒရီရှင်ကျမရှိကိုလက်မထက်နိုင်တော့ဦးနိုင်သိန်းခဟုတ်လားအချင်းမရှိတဲ့အိမ်အောင်ကြီးကိုအစကတည်းကမတိဆောက်ချင်ဘူးဒီတော့ဒယ်ရီကိုအယိုးသားဆုံးဖွင့်ပြောရအောင်ရှင်ကျမအောင်မုန်းလို့တမင်ပညာပေးခြင်းလို့လက်ထက်တာပါလို့ဒယ်ရီကိုပြောမယ်ဟာရှင်ကျမတိတ်မုန်းတယ်ဒယ်ရီကိုဖွင့်ပြောမယ်ပြောလေပြောတော့ရှုံပါတယ်လားကိုကအဲ့ဒါအလက်ကားပြောတာပါသူချစ်သူကိုတန်းတာပြီးဗရန်နာမှာထွက်ရက်နေတာသွားတားစီလို့အခုလိုအဆွဆွဲခင်ရတာပါလို့ပြောလိုက်ရှင်လူလေလူညာပဲမုန်းတယ်ရှင်တိတ်မုန်းတယ်ဟာမင်းသိထားစမ်းအင်ဒရီရှင်ငါမင်းကိုရအောင်လက်ထပ်ပြမယ်ငါ့ကိုလက်မထက်ချင်ပါဘူးလို့ညင်းပယ်ခဲ့တဲ့မင်းဘဝတစ်သက်တာလုံးငါရဲ့အရှိတ်တွေလွှမ်းမိုးထားမှုအောက်မှာပဲကြာရှုံးစီရမယ်ဆိုတာမင်းစောက်ကြည့်လိုက်ဦးနိုင်သိန်းခရှင်ကြီးရုံးမာလာကြည့်လားဟာရှင်မိုးတောင်ရန်ဆိုရက်မလောက်လေးမလောက်စားကောင်းလေးလောက်တော့တနားရအင်ဒရီရှင်မင်းရဲ့အားကိုးမှုတွေလွဲချော်နေပြီရှင်မကိုဘာမှဝေဖန်စရာမလိုပါဘူးကိုလည်းတိတ်ပြီးအထင်ကြီးမနေနဲ့ဦးနိုင်သိန်းခအဲ့လိုလူမျိုးကမှအထီပိုနာတတ်တာရှင်မင်းဘာလဲဦးနိုင်သိန်းခကိုအလဲခံရမှာကြောက်လို့လားသွားစမ်းပါသွေးကြောင်ပြီးဘေးရှောင်တတ်တဲ့လူမျိုးတွေမှာနိုင်သိန်းခမပါဘူးအင်ဒရီရှင်ငါခနာကိုယ်ထဲမှာစီးစင်းလဲပတ်နေတာသွေးနီးနေတာမှရဲရဲတောက်နေတာပဲအင်ဒရီရှင်နှကန်းလေးတွေတွန့်ကွဲပြီးပြုံးပြက်လိုက်တယ်ဒါဆိုလဲအခုလောက်ထိသွေးပြက်စရာမလိုပါဘူးအချိန်ကိုစောင့်ကြည့်လိုက်အောင်လေဟောဟိုမှာမူးကောင်းငင်ကြီးကိုတွေ့လားအဲ့ဒါစိတ်ထက်ဖြူစင်တန်ရှင်းခိုင်မာတဲ့သူတွေအတွက်အမြဲတမ်းရှိနေပဲတရားမျှတတဲ့ဘက်ကသူလိုက်ပြီးမှာမယုံမရှိနဲ့ဦးနိုင်သိန်းခကျမနဲ့မောင်ရဲ့အချစ်ကရှင်ထင်တာထက်ပိုပြီးခိုင်မာတယ်ရှင်သိပြီးတော့စိတ်ကူးရင်မနေနဲ့အင်ဒရီရှင်လက်ပြန်ညက်နေပိုင်းမှာလူကြီးဆောင်ကနေစိတ်ဆက်မယ်တပည့်အတွင်းလက်ထက်မယ်နောက်10ရက်ကြာရင်မင်္ဂလာအခမ်းအနားကျင်းပမယ်ငါအားလုံးစီစဉ်ထားပြီမင်းရဲ့အကောင်မိုးတောင်ရဲ့ဘာမှတတ်နိုင်မှာမဟုတ်တော့ဘူးအင်ဒရီရှင်မင်းရဲ့စိတ်တွေလျှော့ချပြီးတော့နိုင်သိန်းခါရဲ့အပြည့်ကံဘဝကိုလက်ခံယူဖို့ပဲမင်းစူးစမ်းထားတော့ရှင်ဟာလူယုံမာကြီးရှင်မကိုချင်းစာတရားမှရှိသေးရဲ့လားဟင်မုန်းနေရှင်ကိုအယမ်းမုန်းနေဦးနိုင်သိန်းခလူကြီးလူကောင်းတယောက်လိုထင်ထားခဲ့တာအခုလောက်ထိရှင်ရဲ့စိတ်ဓာတ်တွေအောက်တန်းကျလိမ့်မယ်လို့ထင်မထားတာတိတ်မားတာပဲတိတ်ဆန်းမိုးထစ်ချုံတန်ကြီးလိုပေါ်ထွက်လာတဲ့နိုင်သိန်းခရဲ့တားဆီးတန်ကြီးအင်ဒရီရှင်အတန်လေးတီကနေရက်ကခနာကိုလေးတောင်မှတုံသွားရတဲ့အထိလမ်းဖြန်ကသွားရတယ်စူးရဲတဲ့ဦးနိုင်သိန်းခရဲ့အကြည့်ရိုင်းတွေကအင်ဒရီရှင်တစ်ခုလုံးစားတော့ဝါတော့မတက်မြဝန်းအကြည့်တွေကလည်းကနာမငြိမ်ချင်းအင်ဒရီရှင်ရင်နဲ့ပိုပြီးတောင်မှထိတ်လန့်တုန်လှုပ်သွားရတယ်တဖြည်းဖြည်းနဲ့ဦးနိုင်သိန်းခ
သူမရှိကိုတိုးကက်လာတဲ့အတွက်အင်ဒရီရှင်ခြေလမ်းလေးတွေကိုနောက်ဆုတ်ပစ်လိုက်တယ်။ညဟာနတ်တထန်နဲ့လာတယ်လို့အမောင်တို့ရဲ့ကြီးစိုးမှုကြောင့်ဝရဏလေးပေါ်အလင်းကအပြင်းအဝမကြပါဘူး။ပဝင်းကျင်တစ်ခုလုံးဟာတိတ်ဆိတ်မှုကြောင့်ခြောက်ကက်ကက်ကြီးဖြစ်နေတယ်။ရီဝင်မြဝန်းအကြည့်တွေနဲ့အင်ဒရီရှင်အနောင်တရွေ့ရွေ့တိုးကက်လာတဲ့ဦးနိုင်သိန်းခါကိုအလန့်ကြီးလန့်လာမိတယ်။နောက်ကျောပြင်လေးစီကအထီးတွေးကြောင့်အင်ဒရီရှင်နောက်လဲကြည့်စရာမလိုတော့အောင်သိလိုက်ရတာကအင်ဒရီရှင်ဟာဝရဏလက်ရက်နဲ့နီးကပ်နေပြီဆိုတာပဲသွားပြီနောက်ကိုဆုတ်ပြေးဖို့ဘလို့မှမဖြစ်နိုင်တော့ဒါကိုသဘောပေါက်သွားတဲ့ဦးနိုင်သိန်းခါတယောက်အင်ဒရီရှင်အဖြစ်ကိုကြည့်ပြီးတော့တဟားဟာအော်ရည်နေတယ်အင်ဒရီရှင်ရဲ့ခန္ဓာကိုယ်လေးချွေးစည်းတွေပြန်ထွက်လာရတယ်ဦးနိုင်သိန်းခါရဲ့မျက်နှာကြီးမှာရုံမှာကောက်ကျစ်တော့မယ့်အရှိန်ရောင်တွေကိုမြင်နေရတယ်လေရှင်ရှေ့တိုးမလာနဲ့နော်ဦးနိုင်သိန်းခဟာဟာလေရှေ့တိုးလာရင်မင်းကဒီဝရဏကနေခုံချမလို့လားအင်ဒရီရှင်မင်းအဲ့လောက်တတိမရှိဘူးဆိုတာငါသိပါတယ်မင်းကအသက်အရန်ရှင်ကျင်နေသူလေဒါမှမိုးတောင်ရန်အောင်စောင့်မျှော်ခွင့်ရမှာကိုဟုတ်တယ်မို့လားအင်ဒရီရှင်ဟာရှင်မင်းသိမထားတဲ့တစ်ချက်ကမင်းရဲ့အဲ့ဒီစိတ်ကူးတွေဘယ်တော့မှအကောင့်ထဲပေါ်ခွင့်မရတော့ဘူးဆိုတာဟုတ်ပဲအိုးမင်းသိလာတဲ့အင်ဒရီရှင်ဟင်မင်းကိုမြင်နဲ့ဘလို့ယောက်ျားမျိုးမဆိုဒီအချက်ကိုလက်ခံပါပဲရှင်ကြီးတနေ့တစ်ချိန်မှလဲနိုင်သိန်းခါရဲ့ဇနီးဖြစ်လာမယ်အတူတူခုကလေးကရင်းရင်းနှီးနှီးရှိတော့ပို့အဆင်ပြေတာပေါ့အင်ဒရီရှင်ရဲ့မဟုတ်ဘူးလား။အိုးဖေစမ်းကဲဟဲပြောဆူအင်ဒရီရှင်စီပွေးဖက်ဖို့ကြိုးစားလာတဲ့ဦးနိုင်သိန်းခါရဲ့လက်တွေကိုပုတ်ထုတ်လိုက်ပြီးတော့မျက်နှာစီကိုအားကုန်တွဲရိုက်ပြစ်လိုက်တယ်။မင်းငါ့ကိုရိုက်တယ်ဟုတ်လားအင်ဒရီရှင်။မင်းကငါ့ကိုဘာကောင်းထင်နေလဲ။ငါစိတ်ကောင်းလေးဝင်နေတက်ညာနေတာမင်းကိုမင်းအဟုတ်ကြီးထင်နေတယ်ပေါ့လေ။ဒီလောက်တောင်စွာခြင်းနဲ့မိမလာစမ်း။အိုးလွတ်ရှင်နော်ရှင်ဟာလူယုံမာကြီးရှင်မယုံပါနဲ့နော်တင်းကျပ်တဲ့အပွေးဖက်တွေနဲ့တူသူမမျက်နှာလေးစီငုံချလာတဲ့နိုင်သိန်းခါရဲ့မျက်နှာကြီးကိုအင်ဒရီရှင်တားဆီးနေရတယ်။ဆိုတင်းရင်ခွင်တွေကနေရုံးထွက်နေမိတယ်။ဒါပေမဲ့ခိုင်မာမြဲမြံလာတဲ့နိုင်သိန်းခါရဲ့လက်တွေကအင်ဒရီရှင်မလွတ်ပါဘူး။မင်းကငါချစ်တန်အောင်တင်ပေးမလို့ပါအင်ဒရီရှင်ရဲ့။အိုးဖဲစမ်းပါလွတ်နော်ဦးနိုင်သိန်းခကျမអော်လိုက်ပါ။အော်လီအော်စမ်းကြိုက်တလောက်អော်လိုက်စမ်းပါ။မင်းမြူဆွဲလို့ငါဒီနေအောင်လာခင်ရတာလို့ပြောရင်အားလုံးဘာပြောနိုင်မလဲမင်းမိဘတွေပဲအရှိတ်ရမှာလीအိုးရုံးမာလိုက်တဲ့ဦးနိုင်သိန်းခအင်ဒရီရှင်ဘာမှဆက်မပြောနိုင်မင်းအတန်လေးတိတ်သွားတယ်အင်ဒရီရှင်အကြောင်းသိတဲ့အတွက်အကောင်ဆုံးချင်းချောက်မှုတွေနဲ့အတူသူမကိုသိမ့်ပိုက်နိုင်အောင်ကြိုးစားနေတဲ့ဦးနိုင်သိန်းခလက်ထင်ကလွတ်မြောက်အောင်မေရုံးထွက်နေမိတော့တယ်အပွေးဖက်တွေကကျန်းတဲ့ကြမ်းတမ်းလာတယ်ရိုင်းဆိုင်တဲ့အနမ်းမုန်တိုင်းတွေကိုရှောင်နေရင်းနဲ့လွတ်မြောက်ရာလမ်းစာလေးကိုအင်ဒရီရှင်အလူရဲ့ရှာဖွေလာတယ်ဦးနိုင်သိန်းခါကိုကြာရင်အင်ဒရီရှင်အရှုံးပေးရတော့မယ်။ငိုရှိုက်တန်လေးနဲ့တူအားပြင်လေးနှစ်ဖက်ပေါ်မျက်ရည်ဦးလေးတွေပို့ပို့ပေါက်ပေါက်လိမ့်စင်းကျလာရတယ်။ဦးနိုင်သိန်းခါရဲ့ရီမောတန်ကြီးကအင်ဒရီရှင်နှစီတဲ့တန်ရီပူတွေစီးကျလာသလိုအခမ်းရခက်စွာတွန်းဝင်လာတယ်။မောင်ရဲ့အင်ဒရီရှင်ကိုလာခဲ့ပါဦးရှင်။ကြာရင်လူယုံမကြီးရဲ့လက်ထဲမှာအင်ဒရီရှင်ဘဝပြည့်ရပါတော့မယ်။ဦးကောင်းကင်ကြီးရဲ့အင်ဒရီရှင်ကိုလာခဲ့ဖို့မအောင်မပြောပြတော့ဘူးလား။နိုင်သိန်းခါရဲ့ရည်တန်ကြီးချတဲ့အင်ဒရီရှင်ကိုရှိုက်တန်လေးနစ်မြုပ်လွတ်နော်ချစ်ချင်လို့ပါကွာခဏလေးချစ်ကြည့်ချင်လို့ပါဟာအိုးဖေနော်ရှင်ကြီးမယုံပါနဲ့ရှင်လူတရိษံကြီးချစ်မယ်ကွာနိုင်သိန်းခါဆိုရင်ကမင်းကိုအပိုင်သိမ့်ပိုက်ထားမှဖြစ်တော့မှာလေရှင်နော်ကျမကိုခုချက်ချင်းလွတ်စမ်းဒီညတော့မင်းကိုအလိုမပေးနိုင်တော့ဘူးအင်ဒရီရှင်ဦးနိုင်သိန်းခါမျက်ဝန်းတွေကပို့ပြီးတော့မှအယောင်တွေတစ်ဖြက်ဖြက်လှက်လာတယ်။ဒါမှဟိုကောင်အသေးဟတ်တက်ကွဲပါလေ။ရှင်ကဲဟဲမအောင်ပါရည်ရွယ်လိုက်တဲ့အတွက်အင်ဒရီရှင်အသေးနှလုံးလေးဆက်ခါနာသွားတယ်။ရီမောတန်ကြီးကတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်တစ်ခုလုံးလွှမ်းမိုးသွားတယ်။သူမရဲ့ရိုင်းနဲ့ကုတ်ဖက်ဖို့ကြိုးစားမှုလဲအောင်မြင်မှုမရစွာနိုင်သိန်းခရဲ့ထိန်ချုံမှုကိုခံလိုက်ရတော့တယ်။လွတ်နော်ရှင်ကြီးမယုံပါနဲ့နော်ဦးနိုင်သိန်းခအိုးအင်ကြီးပခုံးသားလေးပြဲချသွားတဲ့အတွက်ဝင်းမွတ်နေတဲ့အသားလေးတွေချင်းကနေပေါ်လာတယ်။အင်ဒရီရှင်အရှုံးမပေးနိုင်စွာအတင်းကန်ချောက်ကုတ်ဖယ်တယ်။ဒီအချိန်အင်ရှင်တို့တကားဖွင့်ပေးပါ။ရုပ်အင်ရှင်တို့တကားဖွင့်ပါ။ချန်ရှိကအော်ဟီပြောဆိုတဲ့တွေကြောင့်နိုင်သိန်းခါကြောင်ကြီးသွားစဉ်ကဲဟဲအချိန်ကောင်းကိုအသုံးပြုကဦးနိုင်သိန်းခါမျက်နှာလက်သေးချုံချုံနေနဲ့ကုတ်ချစ်ပြစ်လိုက်ပြီးနေရာကနေလူးလဲထကတစ်ခနဲနေအောင်ပြေးထွက်ခဲ့တော့တယ်။အင်ဒရီရှင်မင်းလာရဲ့စမ်းနိုင်သိန်းခခေါ်တန်ကြီးနဲ့တူ
အင်ဒရီရှင်နောက်ကအပြေးလိုက်လာတယ်။အင်ဒရီရှင်စဉ်းစားမနေတော့ပဲအောက်ထပ်ကိုပြေးဆင်းခဲ့တယ်။မျက်နှာလေးပေါ်မှာတော့မျက်ရည်တွေကဆူဆူရွှဲလို့ဟွာရောင်ရောက်သပင်စားတွေကဖျူဖျဲဝဲချနေတယ်။ခန္ဓာကိုယ်တစ်ခုလုံးဇောကျွေးနဲ့စိုးနေရတယ်။အသက်လူကအောက်ကိုပြေးဆင်းခဲ့တယ်။ဟင်ရဲသားကြီးတွေပါလား။ဟာသူမနောက်ကကတ်လိုက်လာတဲ့နိုင်သိန်ခါတယောက်ရဲတွေကိုလည်းမြင်ရောနေရာကနေပြန်လှည့်ပြေးဖို့လှုပ်လိုက်တယ်။မိုးကြိုမင်းမလုံနဲ့နော်အေးစစ်စစ်အဖမ်းခံမှာမိုးကြိုမင်းဒီမှာရှိနေတာတရင်ရလို့ငါတို့လာတာမင်းကိုပြည်သူရဲတွေဝိုင်းထားပြီးပြီမိုးကြိုဆက်ပြေးဖို့မကြိုးစားနဲ့တော့ဟင်ရဲဘော်မိုးကြိုကိုလက်ထိတ်ခတ်လိုက်ပါရဲမှုကြီးအမိန်ရတာနဲ့ရဲဘော်လေးတယောက်နိုင်သိန်ခါကိုလက်ထိတ်ခတ်လိုက်တယ်ဘာရင်လဲဗျာဘာတွေဖြစ်ကုန်ပြီလဲကျွန်တော်ဘာမှနားမလည်နိုင်တော့ဘူးဗျာဒယ်ဒီဦးထုကောင်ရဲ့မေးတန်ချင်းကကွဲအပ်နဲ့ငိုတန်ဆွတ်နေတယ်လို့မျက်နှာမှာလည်းအံ့ဩမှုတွေနဲ့အင်ဒရီရှင်သမီးရဲ့ပုံစံကမာမီရင်ခွင်နဲ့ပြင်းဝင်ဖက်တွယ်ပြီးတော့တသိမ့်သိမ့်ငိုတယ်ဒယ်ဒီဟာသူမနဲ့ဦးတိုင်သိမ့်ခါတို့စီကိုတလဲစီကြည့်ပြီးစိတ်တွေတုန်လှုပ်ခြောက်ခြားနေစေဒီလိုပါဦးထုခေါင်ရဲမှုကြီးစီကအတန်လေးထွက်လာတယ်တကယ်တော့ဦးထုခေါင်တို့စီမှာရောက်နေတဲ့နိုင်သိမ့်ခါဆိုတဲ့လူကကျွန်တော်တို့စကန်အလိုရှိနေတဲ့တရခန့်ပြေးတယောက်ပါလဲမှာအယောင်ဆောင်မှုငွေလင်လယ်မှုတွေနဲ့ထွက်ပြေးတင်းရှောင်နေတဲ့မိုးကျိုးဆိုတဲ့တရခန့်ပြေးတယောက်ပါဦးထုခေါင်သူဒီချန်ကြီးထဲမှာရောက်နေတဲ့ဆိုတဲ့သတင်းကရှားပြီးပြီမဲ့တေချာအောင်စုံစမ်းပြီးစောင့်ကြည့်နေတာပါဦးထုခေါင်ရဲ့တငယ်ချင်းသားနိုင်သိမ့်ခဆိုတဲ့နာမည်ကိုသုံးပြီးနိုင်ငံခြားပြန်လာတဲ့ဟန်ဆောင်ပြီးတော့ဒီတိုင်ကြီးတွေကိုအကြံစီကြီးနဲ့မိုးကျိုးတယောက်ဝင်လာတော့ကျွန်တော်တို့တက်တီတွေအထောက်ထားတွေခိုင်ခိုင်မာမာရှိနေပြီမို့အခုလိုချက်ချင်းလာရောက်ဖမ်းဆီးရတာပါခမညာဟင်အိုးရုပ်ရည်လေးရှိတော့မိုးကျိုးကိုလူတွေကယုံလွယ်ကြတယ်ဒါကြောင့်လေဒီကောက်တဲ့အခွင့်အရေးတွေရနေတာပေါ့ဦးထုခေါင်တို့စီကိုလည်းအကြံစီတွေအကွက်ချပြီးတော့ဝင်လာတာဗျသူတပည့်တွေအားလုံးလည်းကျွန်တော်ဖမ်းဆီးထားပြီးပါပြီဦးထုခေါင်ဒေါသမြောင်ဝန်းတွေကနိုင်သိမ့်ခအယောင်ဆောင်မိုးကျိုးဆိုတဲ့အကောင်စီကိုရောက်သွားတယ်လက်ညှိုးထိုးကဟင်မင်းဘာကြောင့်အခုလောက်ထိအကြံပတ်စိတ်ရတာလဲမင်းနဲ့ကဘာအညိုးတင်းမှမရှိပဲငါတို့မိသားစုမှဘာကြောင့်ဥတီခရရလဲမိုးကျိုးမင်းရုံးပါလားကြီးလားဒီမှာဦးထုခေါင်မိုးကျိုးဆိုတဲ့ချက်ကိုခမရဘသူလို့ထင်တယ်လဲဘာရဲ့ခမရကြီးအတိတ်မမေ့သေးဘူးဆိုရင်တော့လွန်ခဲ့တဲ့25နှစ်လောက်တုန်းကအဖြစ်ပြက်တစ်ခုမှတ်မိအောင်မှာပေါ့အဲ့တုန်းကကျုပ်အဖေကိုခမရကြီးထောင်ထဲပို့ခဲ့တာလေဘာဦးဆိုတဲ့ကျုပ်အဖေကသူ့မိမမီးဖွားဖို့ခမရကြီးကုမ္ပဏီရဲ့ငွေလေးအနေအချင်းခိုးယူခဲ့တာစာနာစိတ်14မှမထားပဲခမရကြီးထောင်ထဲပို့ခဲ့တာလေကျုပ်မိကကျုပ်အဖေအဖမ်းခံရလို့စိတ်ဆင်းရဲပြီးမီးရင်းထဲမှာပဲဆုံးခဲ့ရတယ်လို့ကျုံညီလေးရလေလူလောကတွေတောင်ရောက်ခွင့်မရခဲ့ဘူးအဲ့ဒါခမရကြီးကြောင့်ဖြစ်ရတာဟင်ဒါဆိုမင်းကဟုတ်တယ်ခမရကြီးရဲ့ကုမ္ပဏီမှာအလုပ်လုပ်ခဲ့ဖို့တဲ့ဘာဦးရဲ့သားပဲကျုံငငယ်တွေကအမြဲတွေးတောနေခဲ့တာဦးထုခေါင်ဆိုတဲ့ခမရကြီးကိုပြန်လက်စားချင်နိုင်မို့ပဲကျုပ်တို့ဘဝပြတ်တယ်လို့ခမရကြီးရဲ့စီးစိမ်တွေပျက်စီးစေရမယ်ခမရကြီးရဲ့တူဦးရီသောသမီးလေးကိုအပိုင်သိမ့်ပြီးခမရကြီးတို့ရှင်နာသွားအောင်အမဲချေပြမယ်ခမရကြီးရဲ့ရှင်နှစ်ချမ်းပြန်ကွဲသွားရအောင်ကျုပ်ကလုံမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အခုလိုလုပ်ခဲ့တာလေခမရကြီးတိတ်ကန်ကောင်းသွားတဲ့ဦးထုခေါင်ခွေးကောင်လူရုပ်မာကောင်အကြံပတ်ဆက်တဲ့ကောင်လူလိမ်လူညာလူတရိတ်ဆန်ကောင်ဟာဦးထုခေါင်ဒယ်ဒီအမလီကိုထုခေါင်လဲကျသွားပြီလောက်ကြပါဦးကိုထုခေါင်ဦးထုခေါင်ဆေးရုံပို့ကြပါဒယ်ဒီအေးချမ်းသာရစွာရှိနေခဲ့တဲ့အင်ဒရီရှင်လို့တိုက်ကြီးဟာအခုတော့ပူဆွေးမှုတွေနေပါအရေးပေါ်လူနာခန်းလေးထဲမှာဦးထုခေါင်ဆရာဝန်ဆရာမတွေဝိုင်းလျော်ပြုစုကုသနေတယ်အစတွေကမှသွေးတွင်းယောဂရှိတဲ့ဦးထုခေါင်တယောက်ခေါင်းတွေမထူနိုင်အောင်ဖြစ်နေတယ်အသိစိတ်တွေမကင်းလို့သေးတဲ့အတွက်စကားတန်တွေလှုပ်ရှားမှုတွေကိုမြင်နေကြားနေရပါတယ်သို့တော့ဒီစကားတန်တွေထက်ဦးထုခေါင်ရဲ့အာယုံကိုစိုးမိုးထားတာစကဲမှုကြီးရဲ့စကားတန်နိုင်သိမ့်ခဆိုတဲ့ကောင်ကအစ်စ်မဟုတ်ဘူးလေအယောင်ဆောင်မှုငွေလိမ်မှုငွေအလွဲသုံးစားမှုတွေနဲ့အလိုရှိနေတဲ့တရခန့်ပြေးမိုးကြိုးတဲ့ဦးထုကောင်တို့ရဲ့တိုက်ထဲကိုလည်းနိုင်ငံခြားဦးထုကောင်ရဲ့တငယ်ချင်းသားနိုင်သိမ့်ခပြေဟန်ဆောင်ပြီးဝင်လာခဲ့တာလေအလုသမားတဦးရဲ့သားဖြစ်နေပြီမိမိတို့မိသားစုကိုအညိုကြီးလက်စားချေဖို့နိုင်သိမ့်ခအယောင်ဆောင်ပြီးဝင်လာတဲ့ကောင်ဖြစ်နေတယ်ရဲမှုကြီးတွေအယောင်မြန်ပြီလို့သာတော်တော့တယ်မဟုတ်ရင်သမီးလေးအင်ဒရီရှင်ဘုံကရေတိမ်နေရတော့မယ်ကြောက်စရာကောင်းလိုက်တာတော်အကြံပတ်ဆက်တဲ့မိုးကြိုးမိမိမှာတော့အထင်တွေကြီးလိုက်ရတာမိမိတငယ်ချင်းရဲ့သားနိုင်သိမ့်ခအမတ်ထင်ပြီးသမီးလေးနဲ့လက်ထပ်ပေးဖို့တောင်စီစဉ်ခဲ့တာသမီးလေးရဲ့ချစ်သူမိုးတောင်ရမ်းဆိုတဲ့ကောင်လေးနဲ့အသေးအတန်ခွဲထားတာလေအခုတော့မိမိအထင်ကြီးခဲ့တဲ့တမက်လောင်ကလူလိမ်လူညာအကြံပတ်ဆက်တဲ့ကောင်ဖြစ်နေတယ်တွေးမိတိုင်းနောင်တတွေအရန်ရနေတယ်အန်ကဲပရက်ရှာတိုင်းရအောင်နော်အနီးအောင်နတ်မလေးစီမတတိပေးတန်လေးကြောင့်
ဦးထွတ်ကောင်အတွေးစိတ်တွေပြက်ပြဲသွားတယ်။ရုံဝန်းလေးတွေကနတ်မလေးနဲ့တပီးမှရက်နေတဲ့ဂျူတီကုတ်အဖြူရောင်လေးဝစ်ဆင်ထားတဲ့ဆရာဝန်လေးစီကိုဖြတ်ကနေရောက်သွားတယ်။ဦးထွတ်ကောင်ရဲ့မျက်ဝန်းလေးတွေမယုံကြည်နိုင်လောက်အောင်ဖြစ်သွားရတယ်။အပေါ်ကနေဂိူးနာတက်တဲ့မျက်လုံးလေးတွေနဲ့ငုံမိုးဆိုင်ကြည့်နေသူဟာတခြားသူမဟုတ်ဘူး။သမီးဖြစ်သူအိန္ဒြေရှင်ကိုမရရင်မဲတီတုံးလောက်အောင်အယူမူးချစ်ခဲ့ဖို့တဲ့ကောင်လေးမိုးတောင်ရံဖြစ်နေတယ်။နော်မယ်ပဲဆရာ။အန်ကယ်တက်တာရဲ့လားဘလို့ခံစားရသည်လဲ။လက်ချံလေးနဲ့တိတိကျကျဆန်းတိုင်ကျင်နာစွာမေးလာတဲ့မိုးတောင်ရံရဲ့အမေကိုမျက်လုံးပြူးကြီးတွေနဲ့စိုက်ကြည့်နေတယ်။မင်းဟုတ်ပါတယ်။အန်ကယ်ထွက်ကောင်ကျွန်တော်ကမိုးတောင်ရံမှာစေးတက်ကတော်နောက်ဆုံးနေ့တက်ဟောက်စာကျင်လာလုပ်နေတာပါ။ဒါဆိုဆရာဝန်လောင်းလေးပေါ့ကြည်စမ်းမိမိအထင်မကြီးပဲရရက်ဆက်ဆက်ခွဲခဲ့တဲ့အိန္ဒြေရှင်ချစ်သူကောင်လေးမိုးတောင်ရံအရေးချင်းရှိတဲ့ဆရာဝန်လောင်းလေးဖြစ်နေတယ်။မိုးတောင်ရံကိုအချမ်းရံဆောက်ရှောက်တွေနဲ့အလက်ကားနေစတန့်ထွယ်ပြီးတော့မိဘလုံးစာသုံးဖြုံနေတဲ့ကောင်လေးလို့ထင်ထားတာလေ။အန်ကယ်ကျွန်တော်ကိုမြင်လိုက်ရလို့စိတ်တွေမလှုပ်ရှားပါနဲ့နော်။အခုကျွန်တော်ရဲ့စိတ်တွေအရင်လိုတင်းမာမနေတော့ပါဘူးအန်ကယ်ရဲ့။အန်ကယ်ကိုလည်းစိတ်နှောက်ယှက်ပြီးဖို့ရောက်နေတာမဟုတ်ပါဘူး။အဲ့ဒါတော့ယုံကြည်ပေးပါ။မောင်မိုးတောင်ရံရဲ့တကယ်တော့ခုလိုတောင်းပန်စကားဆိုတဲ့နာအန်ကယ်ပါကွာ။တကယ်တော့ကျွန်တော်ကမိကောင်းဖခင်သားသမီးတစ်ယောက်ပါအန်ကယ်ထွက်ခေါင်မိဘတွေကကိုယ်သဘောနဲ့ကိုယ်ရည်စားတွေထားပြီးဘဝမှာမှားယွင်းချက်တွေချိုးယွင်းချက်တွေရှိမှဆိုလို့စီးပေါင်လေးချပြီးဆောက်ရှောက်ခြင်းကိုခံနေရတဲ့သူပါမိဘစိတ်ချမ်းသာကိုကျွန်တော်လိုက်နာခဲ့တာပါအန်ကယ်အဲ့ဒီချာကပဲကျွန်တော်နဲ့ရင်တိုးလေးတို့ဆုံခဲ့ကြပါတယ်အန်ကယ်ထွက်ခေါင်ကျွန်တော်ရင်တိုးလေးကိုတကယ်ပဲချစ်ခဲ့မိတာပါဗျာအချစ်အတွက်ဘာတစ်ခုမှမမြင်နိုင်ခဲ့ပဲမိုက်မိုက်ယူယူကိုဖြစ်ခဲ့တာပါရင်တိုးလေးကိုချစ်မိခဲ့တဲ့အချစ်တွေကြောင့်ကျွန်တော်ဟာအမားအမှန်တွေကိုတော့မခွဲခြားနိုင်တဲ့အထိပါပဲအန်ကယ်ရဲ့အဲ့လောက်ထိဖြစ်ခဲ့ရပါတယ်အဲ့ဒီအတွက်ကျွန်တော်ခွင့်လွှတ်ပါအန်ကယ်ဘက်ကတားဆီးခဲ့မှုတွေဟာတကယ်တော့သမီးရှင်တယောက်အနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တွေပါပဲအန်ကယ်ထွက်ခေါင်ဒါတွေကိုအခုတော့ကျွန်တော်ကိုချင်းစာနိုင်ခဲ့ပါပြီအန်ကယ်ရဲ့မောင်မိုးတောင်ရဲ့ရှင်တို့လေးကိုတိတ်ချစ်မိခဲ့တယ်လားကွာမင်းလိုပါပဲမင်းတိတ်ချစ်တဲ့အန်ကယ်သမီးအိန္ဒြေရှင်ကမင်းကိုပဲတိတ်ချစ်ခဲ့တာပါမင်းကိုကဲတင်နိုင်မှုအန်ကယ်ရဲ့တောင်းဆိုမှုတွေကိုလိုက်ရောကောင်းကြီးခင်ရတာပါမောင်မိုးတောင်ရဲ့ဒါပေမဲ့လေအန်ကယ်ရဲ့မိဘဆိုတာသားသမီးကိုကောင်းစားစေချင်ကြတာထုံးစံပါပဲအန်ကယ်ရင်တွေကမြစ်တာတင်အောင်ကျွန်တော်ခံစားလို့ရပါတယ်ဗျာဒါကြောင့်အန်ကယ်ဖြစ်စေချင်တဲ့အတိုင်းကျွန်တော်လိုက်နာဖို့ဆုံးဖြတ်လိုက်ပါပြီအန်ကယ်ရင်တို့လေးပေါ်ချစ်တဲ့ချစ်စိတ်တွေကိုကျွန်တော်နှလုံးသားထဲမှာပဲထာဝရသိမ်းဆည်းလိုက်ဖို့ဆုံးဖြတ်လိုက်ပါပြီအန်ကယ်စိတ်ချမ်းချမ်းသာသာနေပါတော့နော်ကျွန်တော်မနှောက်ယှက်တော့ပါဘူးအန်ကယ်ရဲ့မိုးတောင်ရဲဆိုတဲ့ကောင်လေးရဲ့စကားကိုနားထောင်ပြီးဦးထုခေါင်မျက်လုံးတွေပြူသွားတယ်ရှင်တို့လေးကလည်းကျွန်တော်ကိုသစ္စာဖောက်ပြီးဦးနိုင်သိန်းခါနဲ့လက်ထပ်ဖို့ဂတိပေးလိုက်ပြီမို့လားဟာမဟုတ်ဘူးအဲ့ဒါမင်းကိုအချုပ်ထင်းရလွတ်အောင်ကျွန်တော်နားလည်ပေးနိုင်ပါတယ်အန်ကယ်ဒါကြောင့်လေရှင်တို့လေးကိုမေးပြလိုက်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တာလေမကြခင်မှာပဲကျွန်တော်မိဘတွေသဘောတူတဲ့လိုင်းတနာကိုလက်ထပ်ပါမယ်လို့ဂတိပေးလိုက်ပါပြီဒါကြောင့်မလို့အန်ကယ်ထုတ်ကောင်စိတ်ချအောင်လိုင်းတနာကိုဘလို့မှမချစ်နိုင်မိမဲ့အနားမှာပိတ်ကာတားဆီးနိုင်မဲ့အုတ်တတိုင်းတစ်ခုအဖြစ်ကျွန်တော်ခတ်လိုက်ပါပြီကျင်းနဲ့ပါတော့အန်ကယ်ရဲ့ဟာကွာဦးထုတ်ကောင်ဘာတစ်ခုမှမတက်နိုင်တော့ပါဘူးသမီးလေးရဲ့ဒယ်ရီကိုခွင့်လွှတ်ပါဒယ်ရီငွေရီကုန်တွေကိုမက်ပြီးသမီးလေးရဲ့နှလုံးသားရေးရာကိုချဲလဲခဲ့မိတဲ့အတွက်ဒယ်ရီကိုခွင့်လွှတ်ပါသမီးရဲ့ဒယ်ရီကြောင့်သမီးလေးတိတ်ချစ်တဲ့ချစ်သူကိုဆွန့်လွတ်ခဲ့ရတယ်လို့ကောက်ကျင်းရုံမာတဲ့ယောက်ျားတစ်ယောက်ရဲ့လက်စားချေမှုကိုခံရတော့မလို့ဖြစ်ခဲ့ရတာလေမှားပါတယ်ဒယ်ရီတိတ်မားသွားတယ်အိန္ဒြေရှင်ရဲ့တရွေ့ရွေ့ကြောခိုင်းကရှောက်သွားတဲ့ဂျူတီကုတ်အဖြူရောင်လေးကိုဝစ်ဆင်ထားတဲ့မိုးတောင်ရန်ဆိုတဲ့သမီးလေးအိန္ဒြေရှင်ရဲ့ချစ်သူကောင်းလေးကိုကြည့်ပြီးမျက်ဝန်းအိမ်ထဲမှာရိပ်ရည်ကြီးလေးတွေဝေးတည်ခဲ့ရပြီနောက်တာတရားတွေရှင်နဲ့အလုံးရင်တွန်းဝင်လာခဲ့တော့လေပြန်ပြီးပြုတ်ပြင်မှုအချိန်တွေနောက်အကျကြီးကျသွားပြီလေမိုးတောင်ရန်တယောက်လိုင်းတန်နာဆိုတဲ့မိဘတွေသဘောတူထားတဲ့မိန်းကလေးကိုလက်ထပ်တော့မယ်ဆိုတဲ့အကြောင်းအိန္ဒြေရှင်သာကြားရင်ဘလောက်များခန်းစားလိုက်ရမလဲမိုးတောင်ရန်ကိုသမီးလေးရဲ့အနာပြန်လာစေချင်မိမဲ့ခုချိန်မှာတော့ဘလို့မှမဖြစ်နိုင်တော့ဘူးလေအိန္ဒြေရှင်ရဲ့သမီးလေးရဲ့နောင်နာတွေလည်းအများကြီးရခဲ့ပါပြီဒါကြောင့်မောင်မိုးတောင်ရန်ကိုတွေ့မြင်လိုက်ရတဲ့ခဏမှာသမီးလေးရဲ့ဝမ်းနဲ့အားငယ်မှုတွေကိုနှစ်သိမ့်ပေးဖို့တောင်းပန်မလို့ပါဒါပေမဲ့ဒယ်ရီရဲ့မိုင်မဲခဲမှုတွေကိုကံကြမ္မာထန်ခတ်လိုက်ပြီလေမိုးတောင်ရန်ဆိုတဲ့သမီးရဲ့ကောင်လေးကိုဘလို့မှမစုံစည်းနိုင်အောင်အခြေအနေလေးတစ်ခုနဲ့ကာစီးပစ်လိုက်ပြီမိုးတောင်ရန်ရဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေကိုဒီဘဝမှာပြန်ရဖို့ဒယ်ဒီဘလို့မှအကျိုးစားပေးနိုင်တော့ဘူးအိန္ဒြေရှင်ရဲ့ဒယ်ဒီကြောင့်ဆုံးရှုံးသွားတဲ့မြတ်တာတရားတွေကိုဒယ်ဒီပြန်မယူပေးနိုင်တော့ဘူးအဲ့ဒီအတွက်ဒယ်ဒီကိုကြ
ကြိုက်တယ်လို့အပြစ်တင်လိုက်ပါတော့သမီးလေးရဲ့အိန္ဒြေရှင်တယောက်မှာတော့အထင်းတော်ကြီးဒေါ်ချမ်းပြောနေတဲ့အကြောင်းအရာတွေကိုနားထောင်ပြီးတော့တုန်လှုပ်ခြောက်ခြားသွားရတယ်။မောင်ကတိုင်းတနာဆိုတဲ့အမျိုးသမီးလေးနဲ့ဒီနေ့ည9 နာရီတိတိမှာစီးဆက်တော့မယ်လေ။မြတ်စွာဘုရားဒါအိမ်မက်တစ်ခုလားတကယ်အဖြစ်ပြက်မဟုတ်ပါရဲ့လားဒီလောက်သေးပြက်စရာကောင်းတဲ့အိမ်မက်မျိုးကြီးကိုအိန္ဒြေရှင်မမက်ပြရစီနဲ့အိန္ဒြေရှင်လန်နိုးပြရစီနော်အိန္ဒြေရှင်ကိုသွေးပြက်ယူသွတော့အချောက်လိုက်ပါနဲ့ကွယ်အိန္ဒြေရှင်အရန်ကြောက်လို့ပါအိန္ဒြေရှင်သမီးလေးဒေါ်ချမ်းရဲ့စိုးရိမ်တကြီးခေါ်တန်ကိုအိန္ဒြေရှင်မချားတော့ခန္ဓာရည်မရှိရိုက်နေစွာကတင်လေးပေါ်အယုတ်ကျိုးပြက်ထိုင်ကျသွားရတယ်နှလုံးသားတစ်ခုလုံးနာကျင်နေရတယ်ရှင်ထဲမှာအံ့ဩခြင်းမယုံကြည်နိုင်ခြင်းကြေကွဲဝမ်းနည်းခြင်းတွေနဲ့ပြည်သိက်ကတင်းကျပ်နေခဲ့တယ်။ပါးပြင်လေးထက်တပေါက်ပေါက်လိမ့်ဆင်းကျလာတဲ့မျက်ရည်တွေကိုလည်းသူမတတိမထားမိတော့ပါဘူး။မောင်ကိုအိန္ဒြေရှင်ဆုံးရှုံးရတော့မှာပါလားဆိုတဲ့အသည့်ကြောင့်စိတ်တွေအယံတုန်လှုပ်နေတယ်။အိန္ဒြေရှင်သမီးလေးရဲ့စိတ်ကိုထိန်းချုပ်ပါဦးကွယ်။ဒေါ်ကြီးချမ်းကိုယ်တိုင်နားနေဆက်ဆက်ကြားလိုက်ရတာပါခလေးရဲ့။မောင်မိုးတောင်ရန်ကိုယ်တိုင်သမီးလေးရဲ့ဒဲဒီကိုပြောသွားတာပါ။ဒါကြောင့်မောင်မိုးတောင်ရန်အပေါ်တွဲညှိနေတဲ့တန်ရောစင်တွေကိုဖျက်လိုက်ပါတော့နော်။သမီးလေးရဲ့ဘဝကိုအေးချမ်းမှုတွေနဲ့ရက်တည်နိုင်အောင်ကြိုးစားလိုက်ပါသမီးလေးရဲ့။မောင်ရဲ့တကယ်ပဲရှင်တို့လေးကိုထားရခဲ့ပြီနော်။မောင်အခုလိုလုပ်လိုက်ရှင်တို့လေးယူသွမတက်ခန်းစားသွားရလိမ့်မယ်လို့မောင်နည်းနည်းလေးမှမတွေးမိဘူးလားကွယ်။မောင်စွန့်ပစ်သွားတဲ့ဘဝမှာဘလို့ရက်တည်မှုတွေနဲ့ရှင်တို့လေးအသက်ဆက်ရှင်တန်ရမလဲမောင်။ရှင်တို့လေးကိုမောင်ပြောပြပေးပါအောင်ကွယ်။ရှင်တို့လေးကိုမောင်တကယ်ပဲမချစ်တော့ဘူးလား။မိဘတွေရဲ့စကားဘလို့ဆံမေးနိုင်သိန်ခါကိုရေးချယ်လိုက်ပြီးဆိုရက်မာရင်နဲ့တန်တရားအတွေ့နဲ့ရှင်တို့လေးကိုမုန်းမိလိုက်ပြီလားမောင်ရဲ့တကယ်တော့အချုပ်ခန်းလေးထဲမှာမောင်တယောက်ဝမ်းနဲ့အားငယ်စွာရှိနေမောင်ရှင်တို့လေးမကြည့်ရလို့ဦးနိုင်သိန်ခါကိုလက်ထပ်ဖို့ခေါင်းကြီးလိုက်တာပါမောင်ဒါကိုမောင်အထင်မလွဲလိုက်ပါနဲ့ကွယ်ရှင်တို့လေးအသက်မကချစ်တာမောင်ဟောပါမောင်တယောက်တည်းဟောပါမောင်ရဲ့အဲ့ဒါကိုမောင်အကျွမ်းမဲ့ယုံကြည်ပေးပါနော်မျက်ရည်တွေနဲ့ပြည့်နေနေတဲ့အိန္ဒြေရှင့်မြောင်းဝန်းလေးတွေကစပွဲကုံလေးပေါ်ရှိဓာရီစင်လေးစီကိုရောက်သွားတယ်။ပြီးတဲ့နောက်အိယာပေါ်မှာကြပြကြရထားလိုက်တယ်။အဝဲစားဘီရိုရီစီကိုရှောက်သွားတာတစ်ခုပြီးတစ်ခုဆွဲဖွင့်လိုက်ပါတယ်။အိန္ဒြေရှင်ဒါဘာလုပ်တာလဲ။အိန္ဒြေရှင်ဒေါ်ကြီးချမ်းမင်းနေတယ်လေ။သမီးဘယ်သွားမလို့လဲ။မောင်ရဲ့စိတ်ဆက်ပွဲကိုသွားမလို့ဒေါ်ကြီးချမ်း။ဘာရဲ့။အိန္ဒြေရှင်ဘာမှမပြောတော့ပဲအဝဲစားတစ်စုံထုတ်ယူပြီးတော့ချက်ချင်းလဲလှယ်ပြစ်လိုက်တယ်။အနေရောင်ဝမ်းဆက်လေးကဖြူနှုတ်နေတဲ့အိန္ဒြေရှင်ရဲ့အသားလေးပေါ်မှာထင်းနေတယ်။မျက်ရည်တွေကိုပုတ်တော့ကမှန်ရှိမှရက်လိုက်ပြီးဂရင်းပတ်အနှင်းငယ်ဖို့က6သွေးသွေးနှကန်းသားလေးကိုပန်းတို့ရောင်ခက်ဆူဆူလေးစူးလိုက်တယ်။ဆန်တွေဖြောက်ဖြောက်လေးကိုတေတက်အောင်ဖိလိုက်တယ်။ကြည်စမ်းဝမ်းနဲ့ကြည်ကွဲနေတဲ့သူမရဲ့မျက်ဝန်းလေးတွေကရဲရဲနီးဆွေလို့နေတာပါလားနော်။အိန္ဒြေရှင်မျက်နှာလေးကိုမောင်မရင်းမိသွားအောင်အဆောင်ဖုံးကွယ်မှုတွေနဲ့ရက်တီပြနိုင်ပါမလား။မောင်ရှိမှအပြုံးနေနဲ့အိန္ဒြေရှင်နှုတ်ဆက်နိုင်ပါမလား။အခုတော့နှကန်းလေးတွေကတစ်ဆက်ဆက်တုံနေပြီ။မျက်လုံးအိမ်ထဲမှာအရေးကြီးလေးတွေကဝေ့ကျင်နေတာလေ။အိုးဘာပဲဖြစ်ဖြစ်မောင်ရဲ့စိတ်ဆက်ပွဲလို့ရအောင်သွားရမယ်။ဒါအိန္ဒြေရှင်အတွက်နောက်ဆုံးအခွင့်အရေးတစ်ခုလေ။ဆုံးဖြတ်ချက်နဲ့တူအခန်းထဲကတွက်လက်စွာထွက်လိုက်ပြီးအောက်ထပ်ကိုဆင်းခဲ့တယ်။အိန္ဒြေရှင်ဒယ်ရီခေါ်တန်းကြောင့်အိန္ဒြေရှင်ခြေလမ်းတွေရက်တန့်သွားတယ်။သူမလှည့်ကြည့်လိုက်တော့ဂိူးနာတက်တဲ့မျက်ဝန်းလေးတွေနဲ့ဒယ်ရီကစိုက်ကြည့်နေပါတယ်။သမီးလေးဒယ်ရီမောင်မိုးတောင်ရဲ့စိတ်ဆက်ပွဲကိုမသွားပါနဲ့ကွယ်။အဲ့ဒီကိုရောက်ရင်သမီးလေးတီးထက်ပိုပြီးခံစားရလိမ့်မယ်။ဒါကြောင့်ဒယ်ရီရဲ့တားမြစ်မှုသမီးလေးနာခဲ့မှာကွယ်။နော်ဟဲ့ဒယ်ရီအိန္ဒြေရှင်ခေါင်းလေးကိုတစ်ဆက်ဆက်ခါရမ်းပြစ်လိုက်တယ်။မျက်ဝန်းအိမ်မှာစီးကျလာတဲ့မျက်ရည်လေးတွေလွင့်ကနေကျသွားတယ်။ဒယ်ရီကိုအသနာခံတဲ့မျက်နှာလေးနဲ့တောင်းပန်တလို့ကြည့်ကဒယ်ရီရှိမှဒူးလေးထောက်ချလိုက်တယ်။အိန္ဒြေရှင်ကိုမတားပါနဲ့ဒယ်ရီရဲ့သမီးတို့ရဲ့ချစ်သူဘဝတစ်လျှောက်လုံးဒယ်ရီနီးမျိုးစုံနဲ့တားဆီးခဲ့ပြီးပါပြီ။အခုဘလို့မှပြန်ဆောင်တွေ့ခွင့်မရတော့မဲ့လမ်းမကြီးပေါ်မှာသမီးတို့နှစ်ယောက်ချီဆုံရက်နေရပါပြီဒယ်ရီရဲ့တယောက်တလန်းစီကြိုးခိုင်းထွက်ခွာရမယ်နှစ်ယောက်မှာနောက်ဆုံးအချိန်တယောက်ကိုတယောက်အားပေးနှစ်သိမ့်တဲ့အနေနဲ့တစ်ချက်လောက်လှည့်ကြည့်ခွင့်လေးကိုဒယ်ရီမတားဆီးချင်ပါနဲ့တော့ဒယ်ရီရဲ့မောင်ကိုသမီးဒီဘဝတစ်သက်တာလုံးအတွက်ဆုံးရှုံးလိုက်ရတော့မှာပါဒယ်ရီမောင်စီကချစ်ချင်းမြတ်တာတွေကိုရရှိဖို့နှစ်သိမ့်အားပေးမှုလေးတွေခံယူဖို့မျှော်လင့်လို့မရတော့ပေမဲ့မောင်ထားခဲ့တဲ့ဘဝမှာသမီးအေးအေးချမ်းချမ်းနေခဲ့ပါမယ်ဆိုရက်စိတ်ချယုံကြည်မှုလေးတွေရသွားအောင်အိန္ဒြေရှင်ပြမဖြစ်မယ်ဒယ်ရီဒါမှ
မောင်ရဲ့စိတ်တွေအေးချမ်းသွားမှာပါ။အဲဒါကြောင့်အိန္ဒြေရှင်အဲ့ဒီစစ်ဆက်ပွဲလေးကိုရအောင်သွားမယ်ဒယ်ဒီ။သမီးလေးရဲ့ဒယ်ဒီကအိန္ဒြေရှင်နှလုံးသားတွေကအစောကြီးကလေးကကြေးမပျက်စီးခဲ့ရပြီးသားပါဒယ်ဒီရဲ့။ဦးနိုင်သိန်းခါကိုလက်ထပ်ပါမယ်ဆိုတဲ့ကတိကိုပေးပြီးကလေးကသမီးရဲ့နှလုံးသားတွေတိတ်ဆုံးသွားပြီးသားပါ။ခံစားခဲ့ရတဲ့နေ့ရက်တွေကအရန်ကိုများလွန်းလို့ဒီတဲ့ခံစားစရာမရှိတော့ပါဘူးဒယ်ဒီရဲ့။သမီးလေးရဲ့ဒယ်ဒီမားပါတယ်ကွယ်။ဒယ်ဒီရဲ့အမောင်းဒယ်ဒီတိလေလောင်သားတွေရလေပါပဲအိန္ဒြေရှင်ရဲ့။ဒယ်ဒီကြောင့်တိတ်ချစ်ကြတဲ့သမီးတို့ချစ်သူနှစ်ဦးဝေးခဲ့ရတာပါ။အတ္တတွေမာနတွေနဲ့တစ်ချိန်လုံးထွေးပိုက်ခဲ့တဲ့ဒယ်ဒီအခုချိန်မှာဘလို့ပဲပြင်ဆင်မှုတွေလုပ်လို့အားလုံးနောက်ကျသွားခဲ့ပြီဆိုတာသိပါတယ်သမီးရဲ့။သမီးလေးပြောတာမှန်ပေမဲ့မောင်မိုးတောင်ရံနဲ့စစ်ဆက်မဲ့ကောင်မလေးရဲ့မျက်နှာဒယ်ဒီတို့ထောက်ထားညတာတဲ့နယ်လေ။သမီးလေးကြောင့်ဒီစစ်ဆက်ပွဲလေးအကြီးတန်းစွာပြင်ရပါတယ်ဆိုတဲ့အချက်ကိုဒယ်ဒီတို့မလိုချင်ဘူးအိန္ဒြေရှင်။ဒါကြောင့်သမီးလေးမသွားချင်ပါနဲ့ကွယ်။ဘာပဲဖြစ်ဖြစ်အဲ့ဒီစစ်ဆက်ပွဲလေးကိုသမီးမသွားရဘူးအိန္ဒြေရှင်။အိုးသမီးကြောင့်လို့အမြင့်တက်ခံရမယ်။ဘယ်လိုအဖြစ်ဆိုးမျိုးမှဒယ်ဒီလက်မခံနိုင်ဘူးအိန္ဒြေရှင်။သမီးသိပါတယ်။ဒယ်ဒီပြောတဲ့အထိပ္ပယ်ကိုသမီးနားလည်ပါတယ်ဒယ်ဒီ။ဒါကြောင့်အိန္ဒြေရှင်ဂတိပေးပါတယ်ဒယ်ဒီရဲ့။ဒယ်ဒီဆိုရင်တလို့မျိုးဘာအမားကိုမှသမီးမကျူးလွန်ပါဘူး။တောင်းပန်ပါတယ်ဒယ်ဒီရဲ့။သမီးတောင်းပန်ပါတယ်။သမီးကိုခဏလေးဖြစ်ဖြစ်သွားခွင့်ပြုပါနော်။ပိုင်ဆိုင်ခွင့်မရပေမဲ့ကိုသိချစ်ခင်ရတယ်လို့ကိုသိချစ်တဲ့ယောက်ျားတစ်ယောက်ရဲ့ချစ်ချင်းမြတ်တာကိုလေးစားခုံပြုတဲ့အနေနဲ့သူ့ရဲ့စိတ်ဆက်ပွဲလေးကိုသွားပြီးအတိမတ်ပြုပြရစီဒယ်ဒီရဲ့ခွင့်ပြုပါဒယ်ဒီရဲ့မောင်မျက်နှာလေးကိုနောက်ဆုံးအကြိမ်ဖြစ်ငေးမောကြည့်ရှုရရင်သမီးကျင်တတ်ပါပြီဒယ်ဒီသမီးကိုသွားခွင့်ပြုပါနော်သမီးသွားပြရစီဒယ်ဒီထသမီးရှင်ဒယ်ဒီနဲ့သမီးမမေကိုယ်တိုင်သမီးကိုမိုးတောင်ရန်တို့ချန်ရှိတင်လိုက်ပို့မယ်ဟဲဒယ်ဒီသမီးဘက်ကဂရိတီနော်စိတ်ရဲ့အလိုဆန္ဒအောင်မိုက်မဲလိုက်ဖို့မကြိုးစားပါဘူးလို့ဟုတ်ကဲ့ပါဒယ်ဒီသမီးဂရိပေးပါတယ်ကဲဒါဆိုသွားရအောင်အိုးဒယ်ဒီစကားကြောင့်အိန္ဒြေရှင်ဟောမပြနိုင်လောက်အောင်ဝမ်းသာသွားရတယ်နေရာလေးကနေတွက်လက်စွာထားလိုက်ပြီးရှေ့ကနေဥဆောင်ထွက်သွားတဲ့ဒယ်ဒီနောက်ကိုမပြေးုံတမဲလိုက်သွားမိပါတော့တယ်ရှင်ထဲမှာတော့ဒယ်ဒီရဲ့နောက်ကျောပြင်လေးကိုငေးပြီးကျေးဇူးတင်စကားလေးကိုသာအခါခါပြောနေတယ်ကြီးမားခြင်းဝန်းနဲ့ချန်ကျဲကြီးထဲမှာတော့မီးရောင်စုံတွေလင်းလက်နေတယ်နှစ်ဖက်သောမိဘတွေရဲ့အစီအစဉ်ကြောင့်စစ်ဆက်ပွဲအခမ်းအနားလေးဟာထင်ထားတာထက်ပိုပြီးကြီးကျယ်နေတယ်ဖိတ်ကြားထားတဲ့ဧည့်သည်တွေကလည်းများလွန်းလာပါတယ်စိန်ရောက်ရွှေရောက်နေရလက်ထလို့နေတယ်အိန္ဒြေရှင်ရင်ထဲမှာကြေကွဲမှုတွေစုနေတယ်လူတွေရဲ့နှုတ်ဖျားကတတို့သားလောင်းလေးဒေါက်တာမိုးတောင်ရဲ့အကြောင်းလေးတွေကြားရတိုင်းငိုပြစ်လိုက်ချင်တာမပြောပါနဲ့တော့မောင်တကယ်တမ်းဆုံးရှုံးရတော့မှာပါလားဆိုတဲ့အသည့်ကြောင့်အိန္ဒြေရှင်စိတ်တွေသွေးပြက်ခြောက်ခြားနေရတယ်မောင်ရဲ့အိန္ဒြေရှင်ကိုခွင့်ပြုပါနော်ကိုနဲ့ဘဝတသက်တာလုံးလက်တွဲခွင့်မရတဲ့ချစ်သူကိုနောက်ဆုံးအကြိမ်လေးမှာချစ်မြတ်နိုးစက်လေးနဲ့ရေးကြီးခွင့်လေးပေးပါမောင်ရဲ့မောင်ပြောသလိုပဲမောင်သိချစ်တဲ့ရှင်တို့လေးကိုမောင်ရဲ့ရှင်ထဲကအသေးနှလုံးလေးထဲမှာထာဝရသိမ်းဆည်းပေးထားပါနော်ရှင်တို့လေးဆိုတဲ့မိန်းကလေးတစ်ယောက်ကိုမောင်ဘယ်တော့မှမမေ့ပြစ်လိုက်ပါနဲ့ကွယ်အိန္ဒြေရှင်တစ်ယောက်မျက်ဝန်းထဲမှာဝေ့တည်လာတဲ့မျက်ရည်စာလေးတွေကိုမျက်တောင်ရှိကော့လေးတွေနဲ့ထိန်းကတားဆီးနေရတယ်။ဧည့်သည်တွေတပြေးပြေးများလာတဲ့အတွက်စပွဲဝိုင်းနေနဲ့ပြည့်နေတယ်။အိန္ဒြေရှင်အမောင်ရိပ်ကွယ်နေတဲ့ထောင်းကြကြစပွဲလေးကိုရွေးကတယောက်တည်းထိုင်နေမိတယ်။ဘောင်တို့တွေထွက်လာပြီးစတိတ်ခုံလေးစီသွားမယ်ဆိုရင်လက်ဘေးထောင်းကြကြမောင်ရိပ်ကွယ်တဲ့စပွဲဝိုင်းလေးမှာအိန္ဒြေရှင်ကိုတည်တည်ချာချာကြည့်မယ်ဆိုရင်တော့တသေးကွယ်ကွယ်မမြင်ရနိုင်ပါဘူး။အခြားမိန်းကလေးတယောက်ထိုင်နေတယ်လို့ပဲပြီးအလင်းရောင်အောက်ကနေမောင်ထင်မှာပါပဲလေ။ဒါလည်းတမျိုးကောင်းသားတာပေါ့မောင်။မောင်ရဲ့စစ်ဆက်ပွဲလေးကိုငေးကြည့်ပြီးဝမ်းထဲကြည်ကွဲစွာငိုရှိုက်နေမဲ့ရှင်တို့လေးရဲ့မျက်ရည်တွေကိုမောင်မမြင်တွေ့ရတော့ဘူးပေါ့။ဟောသူတို့သမီးလောင်နဲ့သူတို့သားလောင်တို့ထွက်လာကြပြီဟဲ့။နဘီစပွဲဝိုင်းလေးစီကအတန်တသေးကြောင့်အိန္ဒြေရှင်လမ်းကြည့်လိုက်တယ်။စစ်ဆက်ပွဲအခမ်းအနားဆင်မြင့်လေးစီထွက်လာလို့လုံနေတဲ့မောင်ကိုငေးကြည့်ပြီးသူမရှင်တွေတတိတ်တိတ်ခုန်လာရတယ်။အဲ့ဒီလိုပဲဝမ်းထဲကြည်ကွဲမှုတွေကလည်းသူမရဲ့ရှင်တွေအလုံးအရင်တိုးဝင်လာကြတယ်။စိတ်တွေအလှရှားကြီးလှရှားလာခဲ့တယ်။ပါးပြင်းလေးထက်မျက်ရည်ကြီးလေးတွေတပေါက်ပေါက်လှိမ့်စင်းကျလာတယ်။တန်နိုင်ဆုံးထိန်းချုပ်နိုင်လိမ့်မယ်လို့ထင်ထားတဲ့အတွေးတွေကမောင်မျက်နှာမြင်လိုက်ရတဲ့အချိန်လေးမှာအရန်မှားယွင်းသွားပြီဖြစ်ကြောင်းသူမကိုသူမသိလိုက်တယ်။မောင်ရင်ခွင်လေးတဲ့ပြင်းဝင်ဖက်တွင်လိုက်ချင်တဲ့စိတ်တွေကတားဆီးလို့မရ။မနေ့ချုပ်တီးထားရပါတယ်။တဖြည်းဖြည်းမောင်ကမီးအလင်းရောင်အောက်ကိုတယောက်တည်းရှောက်လာတယ်။မောင်ကိုထင်ထင်ရှားရှားတွေးရပါပြီ။နှုတ်ချောနေတဲ့မောင်ဟာအနောက်တိုင်းဝစ်စုံအဖြူရောင်ဝမ်းဆက်လေးနဲ့လိုက်ဖက်စွာခံညာချုံမောနေပါတယ်။ဒါပေမဲ့မောင်မျက်နှာလေးမှာတော့
ပျော်ရွှင်ကြည်နူးနေတဲ့တတို့သားလောင်းလေးရဲ့အောင်မြင်တဲ့အပြုံးလေးတွေကိုတော့တစ်စိတ်ကလေးမှမမြင်ရပါဘူး။ဆိုဣနေတဲ့မောင်နှကန်းလေးတွေကတင်းတင်းဆိတ်နေသလိုမောင်မြတ်ဝန်းလေးတွေထဲမှာကြေကွဲရည်လေးတွေတန်းနေတယ်။ထူးဆန်းစွာပဲမောင်ကအရင်ဦးဆုံးရှေ့ကနေရှောက်လာတာ။အိုးမောင်မြတ်ဝန်းလေးထဲမှာမျက်ရည်ကြီးလေးတွေဝဲတက်သွားပါလား။မိုးကောင်းငင်ကြီးကိုဖြတ်ခနဲ့မောကြည့်နေတဲ့မောင်ရှင်တို့လေးမြင်တွေ့နေရတယ်။မောင်ရဲ့အိန္ဒြေရှင်တယောက်ရှင်ထဲကနေကြိတ်ပြီးမောင်နမဲလေးကိုအော်ခေါ်နေမိတယ်။မောင်လေးအရန်ကိုခံစားနေရတယ်နော်။မောင်လိန်ညာလို့မရလောက်အဲ့ဒီအချက်ကိုရှင်တို့လေးသိနေပါရဲ့ကွယ်။မိုးကောင်းငင်ကြီးကိုမောကြည့်ပြီးတော့မောင်စကားတွေကိုရှင်တွေကတိတ်တဆိပြောနေတာမဟုတ်လား။မောင်ရဲ့ရှင်တွေကစကားသံတွေကိုအိန္ဒြေရှင်နှလုံးသားတွေကကြားနေရတယ်မောင်ရဲ့။ဟဲမောင်အိန္ဒြေရှင်ရှိနေတဲ့ဘက်ကိုတယောက်တည်းရှောက်လာနေပြီ။ဖယားမောင်တွေ့သွားမအောင်ကြောက်ပြီးတော့ထိုင်ကုန်စပွဲခင်းရှည်ကြီးတွေနဲ့ဖုံးကွယ်နေတဲ့စပွဲကြီးအောက်ကိုအိန္ဒြေရှင်ရုတ်တရက်ဝင်ပုန်းလိုက်တယ်။မောင်ရဲ့ခုံအောင်လေးနဲ့တွန်းဝင်ပြီးမောင်နာမည်လေးကိုအတန်တိုးတိုးလေးနဲ့ခေါ်နေမိတယ်။စပွဲဝိုင်းလေးအောက်ကိုဝင်ပြီးပါဇက်ကိုလက်ဝါးလေးနဲ့အုပ်ကောင်အိန္ဒြေရှင်တသိပ်သိပ်ရှိုက်ငုံနေတယ်။မိုးတောင်ရဲ့တယောက်မှာတော့မိုးကောင်းငင်ကြီးကိုမော့ကြည့်ပြီးရှင်နေရစကားတွေကိုနှလုံးသားလေးနဲ့ပြောကတိုင်တဲသစ္စာဆိုနေခဲ့တယ်။တကယ်တမ်းကျတော့မောင်ကိုသိချက်ပါတယ်လို့အခါခါဝင်ခံတဲ့ရှင်တို့လေးဟာမိုးတောင်ရံကိုဆက်သွဲဖြက်ကမိဘတွေသဘောတူတဲ့နိုင်သိန်းကားဆိုတဲ့ယောက်ျားတယောက်ရဲ့ရှင်ခွေနဲ့ကိုတွန်းသွားခဲ့တယ်လေ။ဒါကိုရင်နိုင်ရပေမဲ့ရှင်တို့လေးပေါ်ချစ်တဲ့အချစ်စိတ်တွေကအခုထိတိုင်အဆောင်အုံကြီးမားနေစေပါ။မိဘတွေရဲ့ဆန္ဒအရလိုင်းတနာကိုလက်ခံလိုက်ရပေမဲ့မိုးတောင်ရံရှင်ထဲမှာတော့ရှင်တို့လေးကလွဲပြီးဘယ်သူမှရှိမနေ။ရှင်တို့လေးရဲ့မင်းသိရဲ့ဆက်တယ်ကွာ။မောင်တယောက်တည်းချမ်းရစ်ထားခဲ့ဖို့မင်းတကယ်ပဲဆုံးဖြတ်ရတယ်ရှင်တို့လေးရဲ့မောင်အရင်ခံစားသွားရမယ်ဆိုတာမင်းနည်းနည်းလေးမှမစင်းစားတော့ဘူးလားအချစ်ရဲ့မိုးကောင်းငင်ကြီးရဲ့ကျွန်တော်သိချစ်တဲ့ရင်တို့လေးကိုပြောပြပါဗျာကျွန်တော်အခုစိတ်တွေအယမ်းညစ်နေရတယ်လို့လေရင်တို့လေးနဲ့တဖြည်းဖြည်းဝင်းရလေရင်တို့လေးပေါ်ချစ်ခဲ့မိတဲ့ခံစားမှုလေးရဲ့ဒုတဲ့ကြီးမားမှုကိုသိလေပါပဲပျော်ရွှင်စရာတစ်စက်ကလေးမှမကောင်းတဲ့ဒီစိတ်ဆက်ပွဲလေးကနေပြေးထွက်ချင်ပေမဲ့ရင်တို့လေးရဲ့အိမ်အောင်ရေးလေးအေးချမ်းသာယာလှပပြီးတော့စိတ်လုံးကြုံနိုင်မှုသူ့ရဲ့နှလုံးသားတွေကိုရှင်းပြီးလမ်းခင်းပေးလိုက်ပါပြီဒီမင်္ဂလာသတင်းလေးကိုရှင်တို့လေးကြားပြီးကျင်းနေပါတော့လို့ပြောပြီးပါမိုးကောင်းငင်ကြီးရဲ့ပြီးတော့သူတို့သားလောင်လေးမိုးတောင်ရင်တယောက်စိဆက်ပွဲလေးမကျင်းပခင်အချိန်ထိချစ်စော်သောရင်တို့လေးကိုတန်းတပြီးညှိုးလင်းဆောင်စားနေခဲ့တဲ့အကြောင်းလေးကိုပါထည့်ပြောပြီးပါမိုးကောင်းငင်ကြီးရဲ့ဒီမှာကိုမိုးတောင်ရဲ့မိုးတောင်ရင်လှည့်ကြည့်လိုက်တော့အနားမှာရှောက်နေတာလှိုင်းတန်တာရှင်ဒါဘာလုပ်နေရလဲရှင်ဘာချိုးချူတာလဲမိုးတောင်ရဲ့ကိုဘာလုပ်မိလို့လဲလှိုင်းတန်တာအော်ရှင်လုပ်ရက်ကိုရှင်မသိဘူးပေါ့လေဟုတ်လားပရိသတ်တွေကြားတယ်တယောက်တည်းရှိရနေထွက်သွားတာဘာအဓိပ္ပာယ်လဲမိုးတောင်ရင်ပြီးတော့ရှင်လက်ကိုတွဲမဲ့ကျမလက်တွေကိုရှောင်သွားသေးတယ်လေရှင်သိထားပုံကလှိုင်းတန်နာဆိုတဲ့ကျမခက်ညက်ညက်မိန်းမတယောက်မဟုတ်ဘူးရှင်ဒီလိုဆက်ဆံမှုမျိုးနဲ့လာမဆက်ဆံနဲ့မရဘူးပြီးတော့အခုကျင်းပတဲ့စိတ်ဆက်ပွဲဟာရှင်ကိုယ်တိုင်ကျင့်တဲ့လက်ခံလို့ကျင်းပတာမိုးတောင်ရဲ့ဒါကိုစိတ်မပါသလိုအတင်းအဓမ္မတောင်းဆိုမှုကြောင့်ပဲလက်ခံရတဲ့ပုံစံမျိုးလုပ်ပြနေတာကျမသိကြီးမခံနိုင်တော့ဘူးမိုးတောင်ရဲ့အိုးဟဲသူတို့သမီးလောက်လှိုင်းတန်နာစီကရန်တွေ့တန်လေးကြောင့်စောစောကရီမောပျော်ရွှင်နေကြတဲ့အဲ့ဒီတွေအားလုံးတိကနေရက်သွားကြတယ်ဟဲ့ဒါကဘလို့ဖြစ်နေကြလဲအဲ့ဒီတွေရှိမှာကွယ်သမီးလှိုင်းတန်နာလေးထိန်းအောင်မပေါ့အိုးအန်တီပလဲရတာလို့ပေါ့ဟုတ်မဟုတ်တာဒါကဘလို့စိတ်တက်မျိုးနဲ့ကျမနားလဲပေးလို့ရမှာလဲဟဲ့လှိုင်းတန်နာဒါကဘလို့ဖြစ်ရတာလဲဘလို့ဖြစ်ရမှာလဲမိမိသူတို့သားလောင်ရဲ့ပုံစံကိုကြည့်ပါဦးသမီးရဲ့မျက်နှာအောင်မထောက်ဝဲနေကြေကွဲပြနေတာမမြင်ဘူးလားလိုင်းရမိကောင်းဖခင်သားသမီးပါဘလို့အကြောင်းမျိုးနဲ့ပဲယူအဲ့ဒီတွေကြားထဲမှာလိုင်းရဲ့ဂုံတိတ်ခါကိုပုတ်ချပြီးစော်ကားတာတော့မကောင်းဘူးလေသမီးစိတ်ဆိုးတယ်မမေဟင်ဒါတကယ်ပဲလားမောင်မိုးတောင်ရဲ့မင်းနေလို့လေအပေါ်ပဲမမေဟာဒီမောင်မိုးတောင်ရဲ့အခုချိန်ထိဒါကြီးကိုထိုးဆိုင်လာခဲ့တာဘာသဘောလဲဒါတက်တည်ပဲမိုးတောင်ရဲ့လိုင်းရဲ့စိတ်တွေကိုတစ်သက်လုံး၆သွေးပြက်စီမဲ့လက်ဆောင်ရှင်တမင်ရွေးချယ်ပြီးနှလုံးသားနဲ့အနီးဆုံးဘဲဘဲရှင်အုံလေးပေါ်မှာထိုးဆိုင်လာခဲ့တာမဟုတ်လားရှင်ကျမကိုတိတ်ပြီးစော်ကားလို့နေမိုးတောင်ရဲ့အဲ့ဒါကြီးကိုကြည့်ပြီးဒေါသထွက်လို့မဆုံးပေးစမ်းအဲ့ဒီရင်တို့ဟာမလုံးနဲ့ကဲဟာသွားပြီဒေါသတကြီးဆွဲပြင်းလိုက်တဲ့လိုင်းတန်နာရဲ့လက်ထဲမိုးတောင်ရဲ့ရှင်တို့လေးပါသွားပြီးအဝေးကိုလွင့်ပြစ်လိုက်တာကြောင့်မိုးတောင်ရဲ့စိတ်တွေဘုံကနေပေါက်ကွဲသွားတယ်မင်းဘယ်လိုလုပ်လိုက်တာလဲဘယ်လိုလုပ်လိုက်တာလဲလိုင်းတန်နာမမြင်ဘူးလားရှင်မမြင်ဘူးလားမိုးတောင်ရဲ့ဒီပစ္စည်းကိုမမြင်ချင်လို့ရှေ့စီမှာရှိမနေစေချင်လို့လွင့်ပြစ်လိုက်တာလေအဲ့ဒါဘာဖြစ်လဲမင်းဟာကွာဟဲ့သား
မိုးတောင်ရဲ့လက်သီးစုံလေးကလိုင်းတနာစီမရောက်ခင်ဒီထဲမှာပဲရက်တန်သွားတယ်။မောင်မီဟာမယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့မိုးတောင်ရဲ့ကိုကြည့်နေတယ်။ကြည်စမ်းရှင်ကကျမကိုလိုင်းတနာမင်းနဲ့အခုလိုဆိတ်ဆက်ဖို့ကိစ္စကိုငါမငင်းဆိုခဲ့ဘူးဆိုတာမိဘတွေရဲ့စိတ်ချမ်းသာမှုကြောင့်ကမင်းလည်းငါအကြောင်းတွေကိုတိချင်းနဲ့အခုလိုရှေ့တိုးဖို့လက်ခံခဲ့တာပဲမဟုတ်လား။အခုမှဘာတွေထူးဆန်းဖြစ်နေရလဲလိုင်းတနာဒီရင်တိုးလေးကငါဘဝအတွက်အရေးကြီးဆုံးပစ္စည်းလေးတစ်ခုကငါခန္ဓာကိုယ်ရေးကသွေးရီထာဝစဉ်လဲပတ်စည်းစင်းနိုင်မှုငါအသက်ရှင်တန်ခြင်းအတွက်ဒီရင်တိုးလေးမရှိလို့မဖြစ်ဘူးလိုင်းတနာဒီရင်တိုးလေးကငါ့ရဲ့အသိနှလုံးပဲမပြောနဲ့ရှင်ဆက်ပြီးမပြောနေတော့မိုးတောင်ရဲ့ကျမမကြားချင်ဘူးပြောရမှာပဲဒီရင်တိုးလေးကိုငါအသက်ထထောင်ငါပို့ပြီးတော့တန်မိုးထားတယ်ကွာသိရလားမင်းတိတ်ကိုတရားလွန်သွားပြီဒီမှာမိုးတောင်ရဲ့ပြောစမ်းကွာရှင်အခုလိုစကားတွေပြောနေတာဘသူရှိမှလဲဆိုတာပြန်ပြီးသုံးသပ်ပါအောင်ရှင်လိုင်းတနာဆိုတဲ့ကျမရှင်ကိုယ်တိုင်လက်ထပ်ပါမယ်လို့ကတိပြုထားတဲ့မိန်းမပါရှင်ကိုတရားဝင်ပိုင်ဆိုင်ခွင့်မရသေးပေမဲ့ပိုင်ဆိုင်ခွင့်လက်မှတ်အနည်းချင်းခံရတော့မယ်မိန်းမတစ်ယောက်ပါလူတော်အပိုင်ရတော့မယ်မိန်းမတစ်ယောက်ဟာဒီလိုလုပ်လိုက်တာဘာမှားလို့လဲကျမမှာလုတ်ပိုင်ခွင့်ရှိတာပဲလေရီးစားဟောင်းစီကအစုပ်ပြက်ပစ္စည်းတစ်ခုအမျက်တနိုးသိမ်းဆဲထားတာမသိလျော်ဘူးထင်လို့အခုလိုလွှင့်ပြစ်တာဘာဖြစ်လဲမိုးတောင်ရဲ့ဟာမင်းလွှင့်ပြစ်လိုက်တာငါသိမ့်ညံ့နေရတဲ့ပစ္စည်းလေးလေငါရဲ့နှလုံးသားအရှင်လက်ဆွဲထုတ်ပြီးလွှင့်ပြစ်ခံလိုက်ရတယ်လို့ပဲခံစားရတယ်လှိုင်းတနာငါရှင်တို့လေးကိုတိတ်ချစ်တယ်ရှင်တို့လေးကငါဘဝငါအနာကငါရှင်တန်ခြင်းပဲလှိုင်းတနာအဲ့ဒါကိုမင်းမြဲမြဲမှတ်ထားလိုက်ရှင်မင်းမကြည့်နဲ့ကြိုက်တယ်လို့လုပ်နိုင်တယ်လှိုင်းတနာရှင်တို့လေးနဲ့ရှင်ပြီးငါနှလုံးသားလေးတိုးဝင်မှုမင်းမကြိုးစားနဲ့ငါနှလုံးသားမှာနေရလည်းမကြံတော့လှိုင်းတနာရှင်ကျမကိုစိန်ခေါ်လိုက်တယ်ပေါ့လေဟုတ်လားဒီမှာမိုးတောင်ရဲ့ရှင်သိထားဖို့ကလိုင်းတနာဆိုတဲ့ကျမကလေကိုယ့်ကိုနှစ်သက်မျက်နှာမှုမရှိတဲ့ရှင့်လိုလူမျိုးဘဝလက်တွဲပေါ်ဖြစ်နေမိုက်ယူလက်ခံမယ်ထင်လို့လားအန်တီပလေးရဲ့မျက်နှာကြောင့်ရှင့်ကိုအောက်အီးပြီးလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာတိတ်ပြီးချစ်လို့ခင်လို့ထင်မနေနဲ့အခုချိန်ကစပြီးဒီစိတ်ဆက်ပွဲကိုလိုင်းတနာဆိုတဲ့ကျမဘက်ကဖျက်သိမ်းနေအော်အဲ့ဒီရီစီကနေအာမီလေးတန်တွေထွက်လာတယ်โอเคလိုင်းတနာကိုယ့်ဘက်ကလည်းမင်းရဲ့ဆုံးဖြတ်ချက်အောင်ချီနဲ့ကြီးလက်ခံတယ်ဟုတ်ပြီလားရှင်လာမေဒီလိုလူမျိုးတွေနဲ့မျက်နှာချင်းမဆိုင်တာအကောင်းဆုံးပဲသမီးရဲ့ပလဲကိုအားနာဖို့ကောင်းလိုက်တာဒေါသတွေနဲ့စုဝေးနေတဲ့သူတို့သမီးလောင်လှိုင်းတန်တာနဲ့သူ့အမေတို့စိတ်ဆက်ပွဲကိုဖျက်သိမ်းကထွက်သွားကြတော့တယ်ဧည့်သည်ရဲ့အာယုံတွေကလှိုင်းတန်တာတို့သားအမိထွက်သွားတာအောင်အတင်းတောင်းပန်ကချုံမော်နေတဲ့မိုးတောင်ရဲ့မိဘတွေစီရောက်သွားတယ်အရေးမဆိုင်စွာရှိနေသူတယောက်ကတော့မိုးတောင်ရဲ့တယောက်သာလှိုင်းတန်တာလွှင့်ပြလိုက်တဲ့ရင်ထိုးလေးကိုရမောင်ရဲ့မျက်ခင်းပြင်စိမ့်ထူထူလေးထဲမှာလိုက်ရှာနေမိတယ်အင်ဒိုနီးရှားတယောက်မှာတော့မထင်မှတ်ပဲသူမပုံးကွယ်နေရစပွဲလေးနောက်ကျလာတဲ့ရှင်တို့လေးကိုကင်ပြီးစပွဲကုံအောက်လေးထဲမှာဝမ်းနဲ့ကြည်ကွဲစွာရှိုက်ငိုနေစင်းရဲ့ပါမောင်နဲ့လှိုင်းတနာတို့ရဲ့စကားများတန်တွေကိုကြားလိုက်ရတဲ့အတွက်သူမစိတ်မကောင်းဖြစ်နေမိတယ်ဒါပေမဲ့အပြင်ကိုလူလုံးထွက်ပြပြီးရင်ဆိုင်ရမှလည်းမရဲပါဘူးတိတ်မကြပါဘူးသူမရှိနေတဲ့စပွဲဝိုင်းလေးအောက်ကိုပျက်စီးလေးတစ်ခုဝင်လာလို့အင်ဒိုနီးရှားညင်သာစွာကောက်ယူကြည့်လိုက်တော့ရှင်တို့လေးတစ်ခုဖြစ်နေတယ်ဒါသူမရဲ့ရှင်တို့လေးပဲမောင်ရဲ့ရှင်တို့လေးကိုအဲ့လောက်တောင်ပဲချစ်တဲ့လားရှင်ကိုရှိုက်တန်တက်တဲ့လေးချလိုက်ရတဲ့အတွက်မိုးတောင်ရဲ့အံ့ဩသွားတယ်လူတယောက်မှထိုင်မနေတဲ့အမောင်ရိပ်ကွယ်နေတဲ့စပွဲကုံတို့လေးစီကထွက်လာတဲ့အတန်လေးမို့ပို့ပြီးတော့စိတ်ဝင်စားသွားရကမိုးတောင်ရဲ့အနာတိုးကဲ့သွားမိတယ်မထင်မှတ်ပဲစပွဲကုံလေးအောက်ကပေါ်ထွက်လာနေတဲ့ရှိုက်တန်လေးမို့လို့စပွဲကင်းရှည်ကြီးကိုဆွဲဖယ်ကြည့်လိုက်တော့အိုးရှင်တို့လေးရေဝမ်းသာလွန်စွာမိုးတောင်ရဲ့ရှင်တွေကလိုက်ဖြာမှုတွေနဲ့ခေါ်လိုက်တယ်စပွဲကုံကြီးကိုဘုံကနေတွန်းလှန်လိုက်တဲ့အချိန်မှာတော့ချစ်သူရှင်တို့လေးရဲ့လေရခင်းပြေလေးမှာထိုင်လျက်ခလင်းငယ်တယောက်လိုတရီအီငိုလို့နေရမှမိုးတောင်ရဲ့စီမောကြည့်တယ်ရှင်တို့လေးရဲ့မောင်ရဲ့ရှင်တို့လေးကိုခွင့်လွှတ်ပါနော်မောင်ရဲ့စစ်ဆက်ပွဲလေးပြတ်သွားအနောက်ရှက်ပေးလို့တဲ့ရုံညံ့တဲ့စိတ်ထားနဲ့တီကိုရောက်လာခဲ့တာမဟုတ်ပါဘူးကွယ်ရှင်တို့လေးလေဘဝတစ်သက်တာလုံးအတွက်ဘယ်တော့အခါမှပိုင်ဆိုင်ခွင့်မရတော့မယ့်မောင်ရဲ့မျက်နှာလေးကိုမြင်တွေ့ကြလို့သာဒီချန်ကြီးတွေကိုခိုးဝင်လာခဲ့တာပါအဲ့ဒါကိုမောင်သားလေးပေးပါနော်ဟာမိုးတောင်ရဲ့ရှင်နဲ့တိတ်ခနဲ့ဟာတက်သွားရတယ်မင်းဦးနိုင်သိန်းခါနဲ့လက်ထက်တော့မေဆိုမင်းဘာလာလုပ်တာလဲရှင်တို့လေးဘာဖြစ်လို့ဒီချန်လေးကိုလိုက်လာရတာလဲမောင်နေပါဦးခဏလေးနေပါအောင်ကွယ်အင်ဒိုနီးရှားပြောပြမယ့်စကားလေးတွေကိုမောင်တစ်စိမ့်လောက်နားထောင်ပေးပါအောင်မောင်ရဲ့မောင်ထင်တယ်လို့ရှင်တို့လေးကမလာတဲ့ဒီနေ့ပွဲလေးကိုရောက်လာတာမဟုတ်ပါဘူးကွယ်မောင်ကိုသိချင်လို့မောင်နဲ့ထာဝရဝေးကွာရတော့မေဆိုရက်ခံစားချက်လေးကြောင့်မောင်ရဲ့မင်္ဂလာစိတ်ဆက်ပွဲလေးတွေကိုခိုးဝင်ပြီးလာခဲ့တာပါမောင်ရဲ့မျက်နှာလေးကိုတခဏတားလေးငေးကြည့်ခွင့်ရဖို့အရေးစွန်ပြီးလာခဲ့ရတာပါမောင်ထင်တယ်လို့
နိုင်သိန်ခါနဲ့ရှင်တို့လေးရဲ့ပတ်သက်မှုဟာရင်းနှီးမနေခဲ့ပါဘူးမောင်ရဲ့ဘာရင်ရှင်တို့လေးရဲ့နှလုံးသားထဲမှာမိုးတောင်ရဲဆိုတဲ့ချစ်သူကနေရာလေးအပြည့်သိမ့်ပိုင်ရှုငင်သွားတာလေတခြားတစ်ယောက်အတွက်နေရာလက်ဆိုတာရှိပါတော့မလားမောင်ရဲ့ဟာဒါဆိုဦးနိုင်သိန်ခါကိုလက်ထပ်ဖို့သဘောတူလိုက်တာမောင်ကြောက်ပါမောင်ဟိုဒေဒီဟန်းချုပ်တရားမဆွဲအောင်လိုက်ရောပြီးခေါင်းကြီးခရတာပါမောင်ရဲ့ရှင်တို့လေးကြောင့်မောင်ဒုက္ခတွေခံစားရမှာစိုးလို့ပါမောင်ခုတော့လေဦးနိုင်သိန်ခါဆိုတဲ့လူယုံမှာရှင်တို့လေးတို့မိသားစုဘဝတွေမှာမရှိတော့ပါဘူးဟာကွာရှင်တို့လေးရဲ့မောင်ကလေမောင်ကိုထားခဲ့ပြီးရှင်တို့လေးအဝေးစီကိုကြိုးခိုင်းသွားပြီလို့ထင်နေတာလေမောင်ရဲ့အဲ့လိုတကယ်ထင်ရက်တယ်နော်ရှင်တို့လေးရဲ့အချစ်တွေကိုမောင်အထင်သိလိုက်တာကွယ် sorry ပါပဲချစ်ရဲ့မောင်မားပါတယ်ကွာမောင်သိပ်ပြီးတော့မှားယွင်းသွားပါတယ်ချစ်ရဲ့မောင်ကရှင်တို့လေးရဲ့အချစ်တွေကိုအထင်လွဲမှားသွားခဲ့မိတာမောင်ကိုခွင့်လွတ်ပါနော်မောင်ရဲ့ရှင်တို့လေးကမောင်ကိုအမြဲတမ်းခွင့်လွတ်ပြီးသားပါမိုးတောင်ရဲ့ရှင်ခွင်လေးတွေကိုအိန္ဒြေရှင်တိုးဝင်လိုက်တယ်မောင်ဒါတယောက်နဲ့တယောက်တင်းကျပ်စွာပွေ့ဖက်ထားရင်စတိတ်စင်လေးပေါ်တက်လာတဲ့ကောင်လေးနဲ့ကောင်မလေးတို့ကိုကြည့်ပြီးအားလုံးအံ့ဩသွားတယ်ကျေးဇူးပြုပြီးကျွန်တော်စကားနည်းနည်းပြောခွင့်ပြုပါခင်ဗျာစောစောကစူညံပွက်လုံးရနေတဲ့စကားတန်လေးကတိကနေငြိမ်ကျသွားတယ်ဒါကကျွန်တော်သိချစ်တဲ့ကျွန်တော်ချစ်သူရင်တို့လေးပါဟဲချစ်စရာလေးတော့လိုက်ဖက်ညီလိုက်တဲ့စုံတွဲလေးပဲရင်တို့လေးကိုကျွန်တော်သိချစ်ပါတယ်ဘယ်လောက်ထိချစ်တယ်လဲဆိုရင်ကျွန်တော်အသက်နဲ့လဲရဲတဲ့အထိရင်တို့လေးတစ်ယောက်ကိုနှစ်ခါချစ်ခဲ့မိတာပါဒါပေမဲ့မိဘတွေရဲ့စကားမပေရှားရက်စွာနဲ့လိုင်းတန်သားဆိုတဲ့မိန်းကလေးကိုလက်ခံခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်ရင်ထဲမှာထာဝရရှိနေတာရင်တို့လေးပါပဲချစ်ဘူးတဲ့လူတိုင်းကိုချစ်သူနဲ့သာလက်တွဲချင်တာချစ်သူရဲ့ရှင်တွေကဆန္ဒလေးပါပဲဗျာဒါကိုကျွန်တော်တယောက်တည်းကိုမှပိတ်ပင်တောင်းဆီးခင်ရတာတရားမျှတပါရဲ့လားဆိုတာပြန်စဉ်းစားပြီးကြပါအောင်ဗျာချစ်သူကိုတိတ်ချစ်ပါလျက်နဲ့လမ်းခွဲကြောခိုင်းစီတာရက်စင်ကကြလုံးပါတယ်ဗျာဒါအောင်အားလုံးလည်းခန်းစားနားလည်နိုင်ကြမှာပါဒါကြောင့်ကျွန်တော်ရင်းဝပြတ်သားစွာဆုံးဖြတ်လိုက်ပါပြီဒီနေ့ကစပြီးတော့ရှင်တို့လေးကိုလုံးဝမခွဲတော့ဘူးလို့လေစိတ်ထဲကမပါပဲကျင်းပခဲ့ရတဲ့စိစက်ပွဲကြီးဟာပျက်စီးသွားခဲ့ပေမဲ့တိတ်ချစ်တဲ့ချစ်သူနှုံရဲ့သဘောတူကြည်ပြိုမှုနဲ့အရန်လှပတဲ့စိစက်ပွဲလေးဟာအခုမှပဲစတင်ခဲ့တာပါဟဲဟာဧည့်သည်တော်ကြီးတွေကလည်းကျွန်တော်တို့နှစ်ယောက်ရဲ့မင်္ဂလာစိစက်ပွဲလေးကိုလက်ခံပေးတဲ့အနေနဲ့လက်ခုပ်ဩဘာချီးမြှင့်ပေးကြပါလို့ဒီစင်းမြင့်ပေါ်လေးကနေကျွန်တော်တောင်းဆိုပါရစေဗျာကျွန်တော်တို့သိချစ်ကြတဲ့ချစ်သူနှစ်ယောက်ရဲ့စိစက်ပွဲလေးအောင်မြင်စွာကျင်းပနိုင်တဲ့အထိမ်းအမှတ်နဲ့လက်ခုပ်တီးပေးကြပါဗျာမိုးတောင်ရဲ့စကားဆုံးချမ်းကြီးတစ်ခုလုံးအကြတန်အောင်မကြားလောက်တိတ်ဆိတ်သွားတယ်အဲပရိသတ်တွေရဲ့အလဲမှာအားငယ်ဖြောတိုးတဲ့မျက်နှာလေးတွေနဲ့ရှိနေတဲ့ချစ်သူနှစ်ယောက်တယောက်လက်ကိုတယောက်တင်းနေအောင်ဆုပ်ကိုင်းပြီးအတိမဲ့ပြုတ်ကတီးခတ်လာမဲ့လက်ခုပ်တန်လေးတွေကိုစောင့်မျှော်နေစေဒီအချိန်မှာပဲအန်ကယ်ထွတ်ကောင်ဒယ်ရီနဲ့မာမီပထမအဆုံးလက်ခုပ်တီးပြီးအားပေးနေသူဟာအန်ကယ်ထွတ်ကောင်ဖြစ်နေပြီးမျက်နှာလေးမှာလည်းကြည်နဲ့ပီတီပြုံးနေနဲ့လှိုက်ဝေးနေတယ်။သမီးလေးအိန္ဒြေရှင်ကိုစိတ်မချလို့ဥထုကောင်ကိုယ်တိုင်ခြံကြီးတွေကိုဝေလိုက်ခဲ့တာပါ။ဒီတခါထပ်ပြီးထွက်လာတဲ့လက်ခုပ်တန်လေးကတော့မိုးတောင်ရန်ရဲ့ဒယ်ရီဦးမိုးမြင့်စီကဖြစ်ပါတယ်။ဦးမိုးမြင့်ရဲ့မျက်နှာလေးကပြုံးပျော်လို့နေတယ်။သားဖြစ်သူတိတ်ချစ်ခဲ့တဲ့ရင်တို့လေးဆိုတာမိမိရဲ့ငယ်တငယ်ချင်းအရင်ခောက်ခောက်ဖြစ်တဲ့ထုကောင်ရဲ့သမီးဆိုတာခုမှပဲဦးမိုးမြင့်သိလိုက်ရလို့လေ။လက်ခုပ်တန်တွေဟာအဆက်မပြတ်ဆိုသလိုဟိမ့်ပြီးတော့ထွက်လာချိန်မှာတော့မိုးတောင်ရင်ရှင်နဲ့ကြည်နူးပီတီလိုင်းတွေတလိမ့်လိမ့်မြင့်တက်လာတယ်။ချစ်သူရင်တို့လေးကိုပွေးဖန်ရင်ထောက်ခံအားပေးလာတဲ့လက်ခုပ်တံတွေကိုခံယူလိုက်တယ်။အိန္ဒြေရှင်ကတော့မောင်ရင်ခွင်လေးထဲကနေမိုးကောင်းကင်ကြီးကိုသူမမောကြည့်လိုက်မိတယ်။နောင်စုံမီးအောင်လေးနဲ့လေးလက်နေတဲ့မိုးတောင်ရန်နဲ့အိန္ဒြေရှင်တို့ရဲ့စိတ်ဆက်မင်္ဂလာပွဲကြီးကိုငုတ်ကြည့်ပြီးမိုးကောင်းကင်ကြီးကကျဉ်နဲ့စွာပြုံးသွားတယ်လို့ထင်မိတယ်။ပြီးတော့မောင်ရဲ့ချစ်ချင်းမြတ်တာတွေကိုအကျွေးမဲ့ယုံကြည်ဖို့အိန္ဒြေရှင်ကိုပြောပြနေတယ်လေ။မိုးကောင်းကင်ကြီးရဲ့အိန္ဒြေရှင်ယုံကြည်ပါပြီရှင်။မောင်ရဲ့မောင်တိုင်တဲ့သစ္စာဆိုခဲ့တဲ့မိုးကောင်းကင်ကြီးကမောင်ရဲ့ချစ်ချင်းမြတ်တာတွေရှင်တို့လေးကိုပြောပြနေတယ်လေအိန္ဒြေရှင်နှလုံးသားကြားနေရတယ်မောင်အဲ့ဒီလိုပဲအိန္ဒြေရှင်ဆိုတဲ့မောင်သိချစ်တဲ့ရှင်တို့လေးရဲ့ရှင်တွေကချစ်ချင်းမြတ်တာတွေအကြောင်းကိုလေမိုးကောင်းကင်ကြီးကသိနေပါတယ်ကွယ်အဲ့ဒါကိုမောင်ကိုယ်တိုင်မေးကြည့်နော်မိုးကောင်းကင်ကြီးသိပါတယ်မောင်ရဲ့ဟုတ်ကဲ့ပါအခုနားဆင်ကြရတဲ့ဇလံကစာရေးသူရှင်မြတ်တို့ရေးသားထားတဲ့မိုးကောင်းကင်ကြီးသိပါတယ်ဆိုတဲ့ဇလံလေးရဲ့အပိုင်းလေးစသိမ်းမအောင်နားဆင်ကြရတာပါနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်